ဒီပိုင်းလေးကတော့ကျွန်တော်ရဲ့ YouTube Channel ကိုနားဆင်သူတယောက်ပေးပို့လာတဲ့သူကြုံတွေ့ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ကြုံတွေ့ဘူးကြားဘူးတဲ့ထူးထူးဆန်းဆန်းအကြောင်းတွေမျှဝေပေးခြင်းနဲ့ဆိုရင်တော့ @hsmyanmar လို့ Telegram မှာရိုက်ရှာပြီးကျွန်တော်ပေးပို့နိုင်ပါတယ်။ကျွန်တော်နာမည်ကတော့အောင်ပြည့်စုံပါ။အသက်ကတော့22နှစ်ရှိပါပြီ။ကျွန်တော်ကပြည်ဦးလွင်မှာနေပါတယ်။ဇာတိကတော့ရန်ကုန်ကပေါ့။အခုတော့အကြောင်းမျိုးကြောင့်ပြည်ဦးလွင်ပြောင်းလာခဲ့တာ3နှစ်လောက်တော့ရှိပါပြီ။ကျွန်တော်တို့မိသားစုဒီပြည်ဦးလွင်ကအိမ်လေးမပြောင်းလာခင်ကဒီအိမ်ကိုဝယ်ဖို့အကြံပေးခဲ့တဲ့ကိုတယောက်ရှိတယ်။သူ့နာမည်ကကိုမျိုးတဲ့။အိမ်ပွဲစားလားဆိုတော့လည်းမဟုတ်ဘူး။သူကအိမ်ကိုလိုက်ပြပေးတဲ့လူသက်သက်ပဲ။ဆိုတော့သူ့ရဲ့အကြံပေးမှုနဲ့ကျွန်တော်မိဘတွေကပြည်ဦးလွင်ကအိမ်လေးကိုဝယ်ပြလိုက်တယ်။ကျွန်တော်တို့မိသားစု4ယောက်ရှိပါတယ်။ကျွန်တော်ရဲ့အဖေရဲ့အမေရဲ့ညီလေးရဲ့ပြီးတော့ချီကီဆိုတဲ့ခွေးလေးတစ်ကောင်ရှိတယ်။ပြည်ဦးလွင်ကအိမ်လေးကိုပြောင်းလာခြင်းတော့တိတ်ပြီးတော့ထူးခြားတာမရှိဘူးဗျ။အိမ်ရဲ့ပုံစံအရာတစ်ထပ်ဘန်ဂလိုလေးကိုသူကရင်ခွဲရှောင်းလန်းပေးမှာအခန်းကြီးကန်ထားတာကျွန်တော်အခန်းကခြေရင်းမှာအဖေတို့အခန်းကကျွန်တော်အခန်းနဲ့မျက်နှာချင်းဆိုင်ခေါင်းရင်းပိုင်းမှာတော့ပါတယ်ဟိုအနောက်ဘက်ကဆိုရင်တော့မိဖို့ကြောင့်အိမ်သားပေါ့ကျွန်တော်အခန်းကမကျဲပေမဲ့အဖေတို့အခန်းတော့ကျဲတယ်ဗျအဖေရဲ့အမေရဲ့ညီလေးရဲ့အတူတူအိတ်တာဆက်ရမယ်ဆိုရင်ပြောင်းပြီး3လကြာမှဇလန်းကစားတာပထမဆုံးအမေတို့ကကြုံတယ်လို့ပြောတယ်ဗျကျွန်တော်ကဟိုတယ်ဝန်ထမ်းဆိုတော့အိမ်မှာမရှိတာများတယ်ရှိတဲ့ချိန်ကျတော့တငယ်ချင်းတွေနဲ့အပြင်သွားပါညာနဲ့အိမ်မကောက်ဘူးအဲ့ဒီကျတော့ည9နိုင်ခွဲလောက်တော့ရှိပြီအဲ့ချိန်မှာအမေကမနဲ့အာရုံဆုံးလောင်းမှုတွေပြင်ဆင်စာရှိရပြင်ဆင်နေရပေါ့အဖေကတော့သတင်းကြည့်နေကျွန်တော်ကတော့အဖေနောက်ကထိုင်ကုန်မှာထိုင်နေတာကျွန်တော်ထိုင်နေတဲ့နေရာကနောက်ဖေးကိုလှမ်းကြည့်မြင်ရတယ်ကျွန်တော်ကအဲ့ချိန်ကအပြင်ကပြန်ရောက်ခါစားနောက်ကိုလှမ်းကြည့်လိုက်တော့အမေကိုမြင်နေရတယ်အဲ့ချိန်အမေနောက်ကတီးတတဖြတ်သွားတဲ့မိမအေးတစ်ခုကိုကျွန်တော်မြင်လိုက်ရတယ်ကျွန်တော်လည်းဧည့်သည်ရောက်လာတဲ့ထင်ပြီးတော့ဒီတိုင်းပဲနေလိုက်တာပေါ့ဒီလိုနဲ့ကျွန်တော်လမ်းထိပ်မှာချီကီကိုကျွေးဖို့အကင်သွားဝယ်ပြီးပြန်လာတယ်အဲ့ဒီမှာချီကီကပုံမှန်မဟုတ်သူအရန်ကြိုက်တယ်ချက်ကင်လည်းမစားတော့တအီအီနဲ့တနေရာလေးကိုစူးစိုက်ပြီးကြည့်နေတခါတလေဆိုလဲငိန်လေးငိန်နေတတ်တယ်ကျွန်တော်လည်းဘာများဖြစ်တာလဲဆိုပြီးနောက်မှစီကန်းသွားပြမယ်ဆိုပြီးနေလိုက်တာပေါ့ဒီလိုနဲ့ထမင်းစားမယ့်အချိန်ကျတော့ကျွန်တော်တို့မိသားစုသူတို့ထမင်းစားကြတယ်ဗျကျွန်တော်လည်းထမင်းစားနေနေခေါင်းထဲပေါ်လာတဲ့အရာကိုမင်းကိုမေးလိုက်တယ်အမေခုန9နိုင်လောက်ကြီးပေါ့နော်အိမ်ကိုဘယ်သူလာတာလဲဆိုပြီးမေးလိုက်တော့အမေကထဲတဲ့ည9နိုင်ကြီးဘယ်သူကအိမ်လာမှာလဲဆိုပြီးပြန်ပြောလိုက်တယ်ကျွန်တော်လည်းမိမတယောက်အရေးကိုမြင်လိုက်တာကိုပြောပြလိုက်တယ်ပေါ့အဖေကတော့မျက်နှာပြက်ပြီးတော့အမေကိုလှမ်းကြည့်နေတယ်ကျွန်တော်လည်းဒီတိုင်းပဲစိတ်ရှုပ်သွားတယ်ဘာမှဆက်မမီးတော့ပဲခက်တော့ပဲထမင်းစားပြီးထသွားလိုက်တော့တယ်ဒီလိုနဲ့ညဘက်ရောက်တော့ကျွန်တော်အိတ်နေတော့နားထဲမှာတအီနဲ့ချီကီအော်နေတဲ့တန်ကိုကြားနေရတယ်အဲ့ဒါနဲ့ကျွန်တော်လည်းနိုးလာပြီးတော့နိုင်ကိုကြည့်လိုက်တယ်မနက်3နိုင်ခွဲကြီးအဲ့ဒါနဲ့ချီကီလေးဘာဖြစ်တာလဲဆိုပြီးတော့ထပြီးတော့အခန်းပြင်ကိုခေါင်းထွက်ကြည့်လိုက်တယ်ချီကီလေးကိုမတွေ့ရနဲ့အပြင်ထွက်ပြီးတော့ရှာလိုက်တယ်ချီကီကညကျွန်တော်ထိုင်နေရဆိုတဲ့နေရာနားမှာခေါင်းဆိုင်ပြီးတော့တအီနဲ့អော်နေတာကျွန်တော်လည်းစိတ်ထဲတော့တမျိုးတော့ဖြစ်သွားတယ်ကျမကြီးရန်ကောင်းတဲ့ကလေးကနေမကောင်းဖြစ်နေရလားဆိုပြီးပေါ့အဲ့ဒါနဲ့တကားဖွင့်ထားတဲ့ကျွန်တော်အခန်းထဲကိုချီကီကထပြီးတော့တဲကြီးမဲကြီးပြေးဝင်သွားတယ်ကျွန်တော်လည်းရေးစာနဲ့နောက်ဖေးကိုရေတောက်ဖို့လှည့်တဲ့ချိန်ကျွန်တော်ဘောမှာတော်တော်လုံးမေးမရတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရတယ်အဲ့ဒါကအဝါရောင်ထမင်းလေဘင်းကပြောင်းပြန်ပုံစံဖြစ်နေတဲ့မိန်းမတယောက်မေတို့ခန်းကိုကြောပေးပြီးတော့နောက်ဖင်းတောင်းတင်နေတာကျမ်းမြေကိုလက်ညှိုးထိုးပြနေတာပုံစံအရာတေးကြတယ်အဲ့ဒါလူမဟုတ်အဲ့ဒါနဲ့ကျွန်တော်လည်းအခန်းထဲပြေးဝင်ပြီးဖုံးထုတ်ပြီးတော့တရားဝင်ဖွင့်မှုစူးစမ်းတယ်အနာနဲ့လိုင်းရလည်းမပြတ်စဘူးပြက်နေကျွန်တော်ရင်တွေရမ်းတုန်နေပြီနားထဲဘာအတမ်းမှမကြမ်းအောင်လန့်နေအဲ့ဒါနဲ့အခန်းထဲကပဲအမေတို့လှမ်းအောက်ခေါ်တယ်အရွယ်ရောက်ပြီးသားကျွန်တော်တို့ပထမဦးဆုံးဆိုပေမဲ့သူများရေတော်တော်လှောင်ရည်စရာဖြစ်နိုင်ပါတယ်မလိမ္မာဘူးကျွန်တော်ငူချမိလိုက်တယ်ဆက်အော်ပြီးတော့အမေတို့ခေါ်တယ်အမေတို့အခန်းရှိရောက်လာပါပြီကျွန်တော်တကားဖွင့်မိလိုက်တယ်ကျွန်တော်ဖြစ်ပျက်ခဲ့ရတာတွေမြင်ခဲ့ရတယ်ပြောပြတယ်အမေကငိုနေရဲကျွန်တော်ဖတ်ပြီးတော့အဖေကိုပြောလိုက်တယ်ကျွန်တော်တို့တစ်ခုလုံးမရမယ်တဲ့အဲ့ဒါနဲ့အိမ်ညတော့အမေတို့နဲ့ကျွန်တော်တူတူအိတ်လိုက်ပါတယ်မနေ့ရောက်တော့ဖုန်းကြီးပင်ပြီးပေးတရားနာတွေလုပ်လိုက်တယ်ဒါပေမဲ့အခုထိအရင်လိုအကောင်လုံးပြရမျိုးတော့မဟုတ်ပေမဲ့အတန်ပေးတာမျိုးတို့အနံပေးရမျိုးတော့ရှိသေးတယ်အမေတို့ကအဲ့ချိန်ကျမှပြောပြတာသူတို့အဲ့လိုမျိုးကြုံနေရတာကြာပြီတဲ့ကျွန်တော်ကကြောက်တမန်းသိလို့မပြောပြတာပါတဲ့ကျွန်တော်မိသားစုအခုထိလည်းအဲ့အိမ်လေးမှာနေနေပါတယ်အိမ်လေးကိုလည်းနောက်တစ်ထပ်ဆောက်လိုက်ပါပြီဒီကြားထဲကြုံခဲ့ရတာရှိပါသေးတယ်နောက်ပိုင်းကျအားရင်အားသလိုပြောပြပေးပါဦးမယ်အကြောင်းအရာလေးတင်ဆက်ဖို့မျှော်လင့်နေပါမယ် Cross Story မြန်မာကိုသိရမကြသေးပေမဲ့အရန်မိုက်တဲ့အတန်နေထားမှုလို့အရန်လည်းသဘောကျပါတယ်အားပေးနေပါတယ်ဗျဒီထက်မကအောင်မြင်ပါစေဟုတ်ကဲ့ပါဗျအခုလိုအကြောင်းအရာလေးပေးပို့တဲ့ကိုအောင်ပြည့်စုံကိုကျေးဇူးတင်ပါတယ်ဗျပရလောကနဲ့ဆက်နွယ်တဲ့အကြောင်းအရာတွေမျှဝေပေးခြင်းနဲ့ဆိုရင်တော့ HS မြန်မာလို့ Telegram မှာရိုက်ရှာပြီးကျွန်တော်ပေးပို့နိုင်ပါတယ်နားဆင်မိတဲ့အတွက်ကျေးဇူးတင်ပါတယ်
ဒီနေ့ကျွန်တော်ပြောပြမယ့်ဖြစ်ပျက်ကကျွန်တော်ရက်ွက်တမိုင်းမှာဖြစ်ခဲ့တာပါပရလောကအကြောင်းအရာဆိုပေမဲ့ဒီဖြစ်ပျက်ကရည်ရင်စရာလည်းကောင်းပါတယ်ကျွန်တော်ရက်ွက်မှာတမိုင်းရုံတစ်ခုရှိတယ်အဲ့တမိုင်းရဲ့ရှေ့မှာဘောလုံးဝင်းတစ်ခုရှိတယ်ဘောလုံးဝင်းမှာလူကြီးလူငယ်တွေဘောလုံးကန်ကြချင်းကပ်ကြတယ်တခါတလေလွတ်လပ်ရေးနေမျိုးဆိုလို့ရှိရင်အားစားပြိုင်ပွဲတွေပါလုပ်လို့ရှိတယ်တရက်အဲ့တမိုင်းရုံရှေ့မှာဘယ်မှမသိတဲ့ဆိုဖာကြီးတစ်ခုရောက်လာတယ်အဲ့ဆိုဖာကလည်းလူ3ယောက်လောက်ထိုင်လို့ရတယ်အကောင်းစားကြီးဆိုတော့ဘောလုံးကွင်းမှာလာကစားကြတဲ့လူကြီးလူငယ်တွေကသူတို့မောတဲ့အခါအိတ်ထိုင်ကောင်မှာထိုင်ကြတာပေါ့တယောက်ကမလိုလို့ဒီတိုင်းပဲလာပစ်ထားရပဲဆိုပြီးပဲလူတွေကအဲ့မှာထိုင်ကြတာပေါ့ညနေပိုင်းနေဘောလုံးကွင်းမှာချင်းကပ်ကြဘောလုံးကန်ကြတာဆိုပေမဲ့ညဘက်ရောက်ရင်တော့ဘောလုံးကွင်းမှာတော့မီးသိမ့်မထွန်းကြဘူးပေါ့ဆိုတော့လူငယ်တချို့ကတခါတလေမှောင်ရိပ်ကူပြီးတော့တမိုင်ရဲ့ဘေးနားမှာရဲထိုင်တောက်ကြဂီတာတီးကြတာတွေလုပ်ကြတယ်ဒီလိုနဲ့ပဲရက်ွက်ထဲကလူငယ်တွေစီကအတန်တချို့ထွက်လာခဲ့တယ်အဲ့ဆိုဖာတဲ6တယ်ပါညာဆိုပြီးပေါ့ဘလို့6တာလဲဆိုပြီးမေးကြည့်တော့သူတို့အိတ်ခုံမှာလူငယ်တွေထိုင်ပြီးရက်တော့ဂီတာတီးနေတဲ့အချိန်အနောက်ကအတန်နဲ့ကြီးနဲ့ကားထိုင်ကုန်ပြန်ပြီးဆိုပြီးပြောတဲ့အတန်ကြားလိုက်တာတဲ့အတန်လာရအောင်လူငယ်တွေလှည့်ကြည့်လိုက်တော့အဖိုးကြီးတယောက်အမောင်ထဲကနေမတက်ရက်ပြီးတော့သူတို့ကိုကြည့်နေတယ်လို့ပြောတယ်အဲ့ဒါနဲ့ပဲလူငယ်တွေကអော်ပြီးတော့တချိုးလေးပြေးကြတာပေါ့အဲ့ဒါတင်းကြားပြီးတော့ဓမ္မယောကလူကြီးတွေကလည်းလူငယ်တွေကိုပြောတာပေါ့ဓမ္မအောင်နားမှာအရက်လာမတောက်ဖို့နဲ့ပေါက်ကြရတယ်မပြောဘူးပြောတာပေါ့အဲ့လိုနဲ့ပဲရက်ွက်ထဲလူငယ်တွေကညဘက်ဓမ္မအောင်နားမှာလူစုပြီးတော့မထိုင်ကြတော့နောက်တစ်ခုရှိသေးတယ်ဓမ္မအောင်နဲ့မျက်နှာချင်းဆိုင်မှာထမင်းတုပ်တို့လက်ဖက်တုပ်တို့ရောင်းတဲ့ဆိုင်ရှိတယ်ရက်ွက်ထဲလူငယ်တွေညဘက်ရက်တောက်တဲ့အချိန်ကျအမီးတွေလာဝတ်တက်တော့အဲ့ဆိုင်ကညဘက်7 နိုင်လောက်မှဆိုင်သိမ်းကြတယ်တဲကြတော့ညဘက်မီးပြက်နေတဲ့အချိန်7 နိုင်လောက်ပေါ့လူတွေကလည်းမီးပြက်တော့အပြင်တွေပါတိတ်မထွက်ကြဘူးလူကြီးတိတ်ဆိတ်နေတဲ့အချိန်ပေါ့အဲ့အတုပ်ဆိုင်ပိုင်းရှင်ဦးလေးကြီးကမျက်နှာချင်းဆိုင်ကဓမ္မယုံဘက်ကိုလှမ်းကြည့်လိုက်တော့ဆိုဖာပေါ်မှာလူတယောက်ထိုင်နေတာတွေ့လိုက်ရတယ်တဲ့မီးကလည်းပြက်နေတော့သူတက်တက်ကိုကိုမမြင်ရအောင်အဲ့ဒါနဲ့သူ့လက်ထဲမှာရှိတဲ့လက်တိတ်ဓမီနဲ့ထိုးကြည့်လိုက်တော့ဆိုဖာတစ်လုံးပဲတွေ့တယ်ပေါ့ဆိုင်ပိုင်းရှင်ဦးလေးကြီးကလည်းဆိုင်မှာလဲဝယ်သူမရှိတော့ပြင်းနေတယ်ထင်ပါတယ်အဲ့ထိုင်ကုန်နားကိုလမ်းလျှောက်သွားလိုက်တယ်အဲနာရောက်တော့ဓမီနဲ့ဟိုထိုးဒီထိုးနဲ့ရှောက်ကြည့်တာပေါ့ဘာမှလည်းမရှိတော့သူလည်းအဲ့ဆိုဖာကောင်မှာထိုင်ပြီးတော့မီးအောင်မင်းမင်းလေးအောက်ကသူ့ဆိုင်လေးကိုလှမ်းကြည့်နေလိုက်တယ်ခဏကြာမှပဲငါးထိုင်ကုန်ပြန်ပြီးဆိုပြီးအတန်နဲ့ကြီးနဲ့ပြောတဲ့အတန်ကြားလိုက်ရတယ်တဲ့အဲ့ဒါနဲ့ပဲသူလည်းနောက်ပြန်လှည့်မကြည့်ဘဲနဲ့ဆိုင်ဘက်ကိုတန်းပြီးတော့ပြေးလာခဲ့တယ်ပြောတယ်အဲ့နောက်ပိုင်းဆိုင်ရှင်ဦးလေးကြီးကလည်း10 နိုင်လောက်လူကြီးသိပ်ပြီဆိုတာနဲ့ဆိုင်ပိတ်တော့တာပဲအခုချိန်ဒီ10 နိုင်နောက်ပိုင်းဆိုင်မဖွင့်တော့ရဲတောက်တဲ့ကအမီးဝဲခြင်းတဲ့လူငယ်တွေတော်တော်လေးဒုက္ခရောက်ကြတယ်ဆိုင်ပိုင်ရှင်ကဓမ္မယုံကလူကြီးတွေကိုဒီကိစ္စပြောပြလိုက်တော့ဓမ္မယုံကလူကြီးတွေပါယုံသွားကြတယ်အဲ့ဆိုဖာခုံကြီးကိုဓမ္မယုံရှေ့ကနေပြီးတော့တခြားရွှေ့ဖို့ဖြစ်လာတာပေါ့အဲ့ချိန်မှာဘိုလမ်းမပေါ်ကခွန်းဆိုင်တစ်ဆိုင်ကဘယ်သူမှမယူရင်အဲ့ဆိုဖာခုံသူယူမယ်ဆိုပြီးလာပြောတယ်ဒီလိုနဲ့တဲ6ပါတယ်ဆိုတဲ့ဆိုဖာခုံကြီးလေဘိုလမ်းတန်းထက်ကကွန်းဆိုင်စီရောက်သွားပါလေရောကွန်းဆိုင်ကဘိုလမ်းမပေါ်မှာဆိုတော့ညဘက်တွေဆိုလမ်းမီးတွေအဲ့လောက်လည်းမကောင်းဘူးပေါ့လူငယ်တွေကလည်းမှောင်ရိပ်ခုပြီးအဲ့ကွန်းဆိုင်မှာရက်တောက်ကြတယ်ရှိကြတယ်ပထမဦးဆုံးအိတ်ဆိုဟာခုံရောက်တဲ့ညမှာပဲလူငယ်တွေရက်တောက်ရင်အတန်နဲ့ကြီးနဲ့6ခံရတော့ပါပဲနောက်နေ့ရောက်တော့လေဖြတ်သွားဖြတ်လာလူတွေကအိတ်ထိုင်ကုန်းပေါ်မှာလူတယောက်ထိုင်နေတာတွေ့ရလို့ပြောတယ်အဲ့လိုနဲ့ပဲကွန်းဆိုင်ပိုင်ရှင်ကလည်းသူယူလာတဲ့ဓမ္မယုံစီကိုအဲ့ခုံကြီးပြန်သွားထားပါလေရောအဲ့ဆိုဖာခုံကြီးဓမ္မယုံရှိပြန်ရောက်တဲ့နေရာစားပြီးတော့ဓမ္မယုံကဆိုဖာခုံမှာတဲ6တယ်ဆိုပြီးအတန်ကြီးပြန်ကြားရပါလေရောဒီလိုနဲ့အဲ့ဆိုဖာခုံကြီးကဗမာသွားထားလို့ထားမှမသိပဲနဲ့ဓမ္မယုံကလူကြီးလေတော်တော်လေးဒုက္ခရောက်ကြတယ်ဓမ္မယုံကလူကြီးတွေကလည်းတဲ6တဲ့ဆိုဖာကိစ္စနဲ့ပတ်သက်ပြီးတော့ရက်ကွက်အစည်းအဝေးလောအားထီတောင်ဖြစ်ခဲ့သေးတယ်အစည်းအဝေးမှာပြောတာထိုင်ကုန်မီးရှို့ဖျက်ဆီးပြမယ်ဆိုပြီးပြောကြသေးတယ်အဲ့လိုဆိုတော့လေဘယ်သူမီးရှို့ပေးမှလဲဆိုပြီးမေးတော့ဘယ်သူမှမရှို့ရဲကြအောင်တော်ကြမီးရှို့တဲ့လူဒုက္ခပေးမှလည်းကြောက်တယ်ထင်ပါတယ်ဒီလိုနဲ့အစည်းအဝေးကဘာဖြေမှရှာမရတော့ပဲအဲ့ဆိုဖာခုံလည်းရက်ကွက်ဓမ္မယုံရှိမှပဲတောင်းတင်နေတော့တယ်အရင်ကဘောလုံးကန်လို့မောတဲ့ခါအဲ့ခုံပေါ်မှာခဏတစ်ပြုတ်လာထိုင်ကြပါမယ်အဲ့နောက်ပိုင်းတော့ဘယ်သူမှမထိုင်ရဲကြတော့ဘူးညဘက်ဆိုရင်လည်းဓမ္မယုံနားလည်းဘယ်သူမှဖြတ်မသွားကြတော့ဘူးအဲ့လိုနဲ့တပတ်နှစ်ပတ်လောက်ကြာတော့စီပင်ဝန်ထမ်းတယောက်ကအဲ့ဆိုဖာခုံဘယ်သူမှမယူရင်သူယူမယ်ဆိုပြီးယူသွားပါလေရောဆိုဖာခုံကြီးဓမ္မယုံရှိမှမရှိတဲ့နေရာစားပြီးတော့တဲ6တယ်ဆိုတာလည်းမရှိတော့ဘူးဒါပေမဲ့ယူသွားတဲ့စီပင်ဝန်ထမ်းကတော့ဘာဆက်ဖြစ်လဲဆိုတာမသိရတော့တခုထူးဆန်းတာအဲ့ဒီတဲ6နေတဲ့ဆိုဖာခုံဘယ်သူကဓမ္မယုံရှိလာပြစ်သွားလဲဆိုတာအခုထိဘယ်သူမှမသိကြအောင်နားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ပရလောကနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေးပို့ချင်ရင်တော့ @hf မြန်မာလို့ Telegram မှာရိုက်ရှာပြီးကျွန်တော်ပေးပို့နိုင်ပါတယ်ကျေးဇူးတင်ပါတယ်
အားလုံးပဲမင်္ဂလာပါ Horror Story မြန်မာနဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကြားဘူးကြမှာပါလူတွေကမုံလုံးရင်လည်းပြူစားတတ်ကြသလိုချစ်လုံးရင်လည်းပြူစားတတ်ကြတယ်ဆိုတာဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းဟာကျွန်တော်တငယ်ချင်းကိုကောင်းမလေးတစ်ယောက်ဟာအောက်လန်းလိုအထက်လန်းလိုနဲ့ပြူစားလိုက်တဲ့အကြောင်းပါဒီလိုကိစ္စတွေကတော်တော်ကြောက်ဖို့လည်းကောင်းပြီးစိတ်ဝင်စားဖို့လည်းကောင်းတာကြောင့်အားလုံးကိုပြောပြဖို့အတန်လေးတွန်းလိုက်တာပါတကယ်ဖြစ်ရမှန်အကြောင်းအရာဖြစ်တဲ့အတွက်လူနာမည်တွေရောကျွန်တော်လွှဲပြီးပြောပြပေးပါမယ်အောင်မင်းဆိုတဲ့တငယ်ချင်းတရားကိုကျွန်တော်မှရှိတယ်။သူကရန်ကုန်ကနာမည်ကြီးဘဏ်တစ်ခုမှာလုပ်တယ်။သူ့မှာ10တန်းပြီးတဲ့တွဲနေတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။အဲကောင်မလေးနဲ့ဆိုတွဲနေတာ6နှစ်ကျော်လောက်ရှိပြီ။ကျွန်တော်တငယ်ချင်းနဲ့သူ့ကောင်မလေးနီနီနဲ့တွဲနေရလဲတရုံလုံးတီးကြတယ်။အောင်မင်းကလည်းတခါတလေရုံကလူရင်းနဲ့တောက်ကြနေညတို့ဘာလို့မှမုတ်သွားစားတဲ့ခါတို့ဘီယာတောက်တဲ့ခါတွေမှာလဲသူ့ကောင်မလေးကလိုက်လာတက်တာကြောင့်ရုံကလူရင်းနဲ့အကုန်လုံးခင်နေကြတာ။သူ့ကောင်မလေးကရုပ်ကလည်းချောခန္ဓာကိုယ်ကလည်းလှမိဘတွေကလည်းယတနာကုန်တယ်ဆိုတော့ပတ်စံထိုက်လျောက်ရှိကြတယ်။တရုတ်ဗမာကာပြားလေးဆိုတော့အသားကလည်းဖြူပြီးတော်တော်လေးချစ်ဖို့ကောင်းတယ်။ကျွန်တော်တငယ်ချင်းတွေအကုန်လုံးကလည်းဝိုင်းပြောကြတာပေါ့။မင်းနဲ့မင်းစော်နဲ့အပြင်သွားရင်ကြီးကံပဲဥချီလိုပဲဆိုပြီးပေါ့။ကျွန်တော်တငယ်ချင်းအောင်မင်းကတော့အသားညုံညိုပုံမှန်ကြည့်ပြောရှိဖို့ရုံမျိုးဖြစ်ပေမဲ့သူ့ကောင်မလေးကတော်တော်လေးချစ်ရှာတယ်။ကျွန်တော်တငယ်ချင်းဘာပဲလို့ support လုပ်တဲ့ sported girlfriend ပုံစံမျိုးပေါ့။ဒီလိုနဲ့ကျွန်တော်တငယ်ချင်းဘဝမှာအလေပြောင်းတစ်ခုဖြစ်လာခဲ့တယ်။အဲ့ဒါကသူတို့လှုပ်နေတဲ့ department ကိုGBU ဆိုတဲ့ကောင်မလေးတယောက်ရောက်လာတာပဲ GBU ကသူတို့လှုပ်ထဲမှာအသက်လည်းငယ်ဆုံးဖြစ်လို့အရန်နဲ့တက်ကြွပြီးအတက်အဖြစ်ဆုံးလည်းဖြစ်တယ်အဲကောင်မလေးကအသားဖြူဖြူနဲ့ပိန်ပိန်လေးရှမ်းမလေးပေါ့ကျောင်းတငယ်ချင်းပြန်ပြောပုံအရအဲကောင်မလေးရဲ့ဇာတိကရှမ်းပြည်နယ်တီဘောမြို့နာလို့ပြောတယ်ဒီလိုနဲ့အဲကောင်မလေးအလုပ်ထဲရောက်ပြီး3-4လောက်ကြာတော့ရောင်းရလူတွေကြားမှာပြောစရာသတင်းတစ်ခုရှိလာခဲ့တယ်အဲကောင်မလေးကကျောင်းတငယ်ချင်းမှာရီးသားရှိရတည်ရနဲ့အသင်းဝင်ရောတာတွေအထာပေးတာတွေလှုပ်လာတာပဲအစားကတော့တက်ကြောက်နဲ့လှုပ်တာကြောင့်အဲ့ကောင်မလေးကိုရုံးကလူတွေကသဘောကျပေမဲ့ဒီလိုမျိုးကိစ္စတွေဖြစ်လာတော့ရုံးကလူတွေကပြောစရာတွေဖြစ်လာတယ်အဲ့လိုနဲ့ကျွန်တော်တငယ်ချင်းအောင်မင်းကိုရုံးကအကိုရီမတွေကသတိပေးကြတာပေါ့မင်းမနီနီဆိုတဲ့ကောင်မလေးရှိရသားနဲ့ HGB ဆိုတဲ့ရှမ်းမနဲ့အယောမွင်ဖို့ပေါ့အတီတကြကောင်မလေးရှိရလဲမမေဘူးပြောတာပေါ့အောင်မင်းကလည်းသူသိတယ်ပေါ့ဒီတိုင်းပဲရိုးသားပါလို့တော့ပြောတယ်ဒီလိုနဲ့တဖြည်းဖြည်းပိုဆိုးလာတာပေါ့GBU ဆိုတဲ့ကောင်မလေးကနေလေစာစားဖို့ဆိုပြီးအမြဲတမ်းဟင်းတစ်ခွက်အောင်မင်းအတွက်ပူထည့်လာတယ်အောင်မင်းကလည်းသူ့မှာသူ့ရင်ရထည့်လာတဲ့ထမင်းနဲ့ဟင်းပါတဲ့အတွက်ကြောင့်ညင်းတာပေါ့ဒါပေမဲ့အဲ့ရှမ်းမကဟင်းနဲ့အတင်းစွတ်ထည့်ပေးပြီးတော့ကျွေးတော့လဲနောက်ဆုံးညင်းမရတဲ့ဆုံးစားလိုက်တော့တာပေါ့အဲ့ဒီကစားပြီးတော့နေလေစာအတွက်အောင်မင်းစားဖို့ဟင်းတစ်ခွက်အမြဲတမ်းရှမ်းမယူလာတယ်ရုံးကလူတွေနဲ့အောင်မင်းကလည်းအဲ့လိုလူမှုရေးကိစ္စအရှုပ်ရှင်းနေကြတဖြည်းဖြည်းရင်းနှီးမှုတွေပါဆက်ဆံရေးတွေပြည့်စည်လာတာပေါ့အောင်မင်းနဲ့ရင်တော့ခင်ခဲ့တဲ့ရုံးကလူတွေကလည်းအလိုသဘောရတာဆက်ဆံရေးမျိုးပဲရှိတော့တာပေါ့နင်းလက်စာထမင်းလည်းအရင်လိုတူတူမစားကြတော့ဘူးပေါ့တောက်ကြနေလိုမျိုးညတွေမှာလည်းဘီယာဆိုင်ထိုင်တာမျိုးတွေလည်းမရှိကြတော့ဘူးအောင်မင်းက HGB ဆိုတဲ့ရှမ်းမလေးနဲ့ပဲဒီရုံးမှာတရွဲပဲလုပ်နေကြတော့ပေါ့နောက်ပိုင်းဒီကိစ္စတွေကရုံးမတွေမဟုတ်တော့ပဲအောင်မင်းရဲ့အိမ်ထိပါလာခဲ့တာပေါ့ရှမ်းမလေးကအလူရှိလို့ဘာလို့ဆိုပြီးအောင်မင်းတို့အိမ်ကိုပါအဝင်ထွက်တွေလှုပ်လာတယ်မုတ်တွေလာပေးတာတို့လက်ဆောင်တွေလာပေးတာတို့ပေါ့အောင်မင်းတို့မိဘတွေကလည်းနှစ်ကြာကြီးတွဲတဲ့ကောင်မလေးရှိတော့ဒီလိုမျိုးကိုအစာပိုင်းကျတော့လက်မခံကြအောင်ဒါပေမဲ့အိမ်ကိုစားစရာလာပြီးလိုက်လက်ဆောင်တွေလာပြီးလိုက်နဲ့နောက်ပိုင်းအောင်မင်းတို့အိမ်ကပါကြီးပြီးဖြစ်သွားခဲ့တာပေါ့ကြာလာတော့ကျွန်တော်ငယ်ချင်းအောင်မင်းဟာနှစ်ကြာကြီးတိုးလာလဲကောင်မလေးနဲ့ပါပြဿနာစတက်လာလူလက်ရှိတွဲနေတဲ့ကောင်မလေးညီညီကအောင်မင်းအိမ်ကိုဒီလိုကြောင်းနေရှိတယ်ဆိုပြီးဖုန်းဆက်ပြောတာပေါ့အောင်မင်းတို့အိမ်ကအောင်မင်းကိုဖြောင်းပြတာမျိုးစူရောင်မျိုးမလုပ်ဘဲနဲ့တမီးညီညီရဲ့တဲ့ကို့မနှစ်သက်တဲ့လူကိုမပတ်သက်တာကောင်းဆုံးဆိုပြီးပြောလိုက်တယ်ပေါ့နော်တယောက်မလေးညီညီကလည်းဒီမျက်ရည်နဲ့မျက်ခွက်ဖြောသွားတာပေါ့အစာပိုင်းကျတော့သူတို့ယူဖို့ထိပါယူရထားကြပါမယ်ဘာပြဿနာမှမရှိဘဲနဲ့ဒီလိုမျိုးအချိန်ခဏလေးသူမှဖြစ်ပျက်သွားတာဆိုတော့တော်တော်လေးစိတ်ထိခိုက်သွားတယ်အောင်မင်းတို့ရောလူတွေကလည်းနီနီကိုဖုန်းတွေပါဆက်ပြီးသတင်းတွေပါလှမ်းမိတာပေါ့စိတ်မကောင်းကြောင်းပါညာပြောတာပေါ့ပြီးတော့ရောလူတွေကလည်းအကြံပေးတာပေါ့ဒီကိစ္စကတွေးသွားတော့မဟုတ်တော့ဘူးပေါ့နော်အောင်မင်းကအစာပိုင်းအဲ့ရှမ်းမလေးကိုခါတီးပဲဖြစ်တာပေါ့နော်မကြိုက်ဘူးဆိုပြီးပြောတာပေါ့ဘယ်ကနေဘလို့စားဖြစ်ပြီးပုံစံပြောင်းသွားတာလဲမသိဘူးဆိုပြီးတော့ပြောကြတယ်အဲ့ဒါနဲ့ပဲအထက်လန်းရွှင်ကျော်ဆရာတရားကိုအကူအညီတောင်းကြည့်ပါလားဆိုပြီးပြောတော့နီနီကသတိရသွားတယ်ပေါ့နော်။ဘာသတိရသွားလဲဆိုတော့အောင်မင်းမှာဦးလေးတယောက်ရှိတယ်ပေါ့နော်။အဲ့ဦးလေးကအောင်မင်းရဲ့အဖေရဲ့အကိုအရင်ပေါ့။အဲ့ဦးလေးကအထက်လန်းဆရာရွှင်ကျော်ခန်းလို့ပြောတယ်။နီနီနဲ့အောင်မင်းကလည်းတွဲလာတာကြားပြီဆိုတော့အဲ့ဦးလေးကလည်းနီနီကိုသိရလို့ပြောတယ်။အဲ့ဒါနဲ့ပဲနီနီလည်းဒီအောင်မင်းရဲ့ဦးလေးရွှင်ကျော်ဆရာဖုန်းဆက်ပြီးပြောပြလိုက်တာပေါ့နော်။နောက်နေ့ချက်ချင်းအောင်မင်းတို့အိမ်ကိုသူ့လေးဆရာလိုက်သွားတယ်လို့ပြောတယ်။
အောင်မင်းဦးလေးကတော့ဒီလိုကိစ္စကြီးကြောင့်လာလို့မပြောဘဲနဲ့စီးပွားတက်အောင်အတိုက်ခိုက်ရှိလားမရှိလားအတိုက်ခိုက်ရှိရင်ရှင်းမိမယ်ပါညာဆိုပြီးပြောလိုက်တာပေါ့နော်ရွှေကျော်ဆရာတွေရဲ့ထုံးစံတိုင်းပဲခြေထောက်တွေကိုဆင်းခိုင်းတာပေါ့ဒီအောင်မင်းကိုစစစ်ပါလေရောပြောကစစစ်တော့မရှိသေးတယ်အောင်မင်းကိုဒီဝင်ပူးပြီးတော့ပြောပါလေရောဒီအဲ့လိုနဲ့ဒီဆရာနဲ့ဒီပြူစားတဲ့လူလားဘာလားတော့မသိဘူးနော်အဲ့လိုမျိုးသူတို့စကားတွေပြောကြရင်လည်းဘာလို့လောက်တာလဲမင်းနဲ့မှာအောင်မင်းကိုလိုချင်လို့လောက်တာပေါ့နော်ဒီအောင်မင်းကိုချစ်လို့ပါညာပေါ့လောက်တာပေါ့အဲ့လိုနဲ့ဘ누구ကခိုင်းတာလဲမေးတော့ဒီကောင်မလေးတယောက်ပေါ့နော်အသက်20ကျော်ဒီရှမ်းပြည်နယ်တီဘောမျိုးကလို့ပြောတယ်ပေါ့နော်အဲ့လိုလဲဖြစ်တော့အကုန်လုံးကလန့်သွားတာပေါ့နော်တခြားဘာအစီရင်တွေပြောကအတိုက်တွေလှုပ်ထားလဲမေးတော့ဒီမုတ်တွေမှာစေးခတ်ထားတယ်လို့ပြောတယ်ပေါ့နော်တေချာတစ်ခုကတော့ဒီရှမ်းမယူလာတဲ့နေ့လက်သားတွေထဲမှာအောင်မင်းတို့အစီရင်တစ်ခုလှုပ်ထားရှိမယ်လို့ပြောတယ်နောက်ဘာတွေဆက်လှုပ်ထားလဲမေးတော့အရင်လူတွေအကုန်လုံးလှုပ်ထားတယ်လို့ပြောတယ်ပေါ့နော်အောင်မင်းရဲ့အဖေရောမေရောဟိုကလှုပ်ထားတယ်လို့ပြောတယ်ဒီဘယ်လိုလှုပ်ထားလဲဆိုတော့အောင်မင်းရဲ့အဖေနဲ့အမေအိတ်တဲ့ကတင်အောက်မှာဒီအစီရင်စာရွက်တွေကတ်ထားတယ်လို့ပြောတယ်နောက်စုံစုံတစ်ခုကဖျားစင်ပေါ်မှာတောင်အောင်လန်းနဲ့လှုပ်ထားတဲ့ပန်းကြောက်တူရောက်နေတာပဲပေါ့နော်အဲ့ပန်းကြောက်တူကကြည်ပြူဆိုတဲ့ရှမ်းမလေးကဖျားစင်တဲ့မို့ပန်းကြောက်အလှလေးလက်ဆောင်ပေးထားတယ်လို့ဒီအောင်မင်းမေကပြောတယ်ပေါ့နော်ဒီအောင်မင်းမေကလည်းဒီလက်ဆောင်ပေးထားဆိုတော့ဒီဖျားစင်ပေါ်ပဲတင်ထားလိုက်တယ်ပေါ့နော်အဲ့ပန်းကြောက်ဦးထဲမှာဆိုလို့ရှိရင်လည်းဒီအစီရင်တွေပါတယ်လို့ပြောတယ်အဲ့လိုနဲ့အပနေတာတွေဒီပြောကဒီအတိုက်တွေပါရှင်းလာရင်ကိစ္စတွေလောက်တာပေါ့ဒီနောက်ပိုင်းလဲကြာရောအစီရင်လည်းရှင်းလင်းတာတွေပါလှုပ်ပြီးတော့အောင်မင်းကဒီကိစ္စကြီးသိတာပေါ့နော်သူရလည်းပြောပြတော့ဆရာကြီးလည်းပြောပြတော့အောင်မင်းတော်တော်လေးဒေါသထွက်သွားတယ်သူ့ကိုဒီလိုမျိုးလောက်ရပါမလားဆိုပြီးတော့ဒီအိတ်ရှမ်းမကိုဖုံးဆက်ပြီးပြောတာပေါ့ဒီအိတ်ရှမ်းမကလည်းသူကလည်းငင်းတာပေါ့သူအဲ့လိုမလုပ်ဘူးပါညာနဲ့ပေါ့ဒီလိုနဲ့အဲ့လိုကိစ္စတွေဖြစ်ပြီးတော့လက်ကုံကြတော့ကြည်ပြူဆိုတဲ့ရှမ်းမလေးဟာသူနယ်မှာအရေးကြီးကိစ္စရှိရဆိုပြီးတော့အလုပ်ထွက်သွားတယ်ပေါ့နော်အောင်မင်းနဲ့သူ့ကောင်မလေးလည်းပုံမှန်တိုင်းပြန်ဖြော်သွားတယ်ပေါ့နော်ရုံးကလူတွေကလည်းကြည်ပြူဆိုတဲ့ရှမ်းမလေးအလုပ်ထွက်ပြီးတဲ့နောက်ပိုင်းမှာအရင်လိုဒီအောင်မင်းနဲ့ထမင်းတူတူစားတာတွေအရင်လိုဘီယာဆိုင်တူသွားတာတွေနဲ့ပြန်ဆင်ပြေသွားကြတယ်အခုဆိုရင်ကျောင်းငယ်ချင်းအောင်မင်းနဲ့နီနီဆိုတဲ့တရုတ်မလေးနဲ့ယူပြီးတော့ကလေးတောင်တယောက်ရသွားပြီပေါ့နော်နောက်ပိုင်းအောင်မင်းကိုကျွန်တော်မေးကြည့်တာမင်းကိုဖြူစားထားတဲ့အချိန်တုန်းကဆိုလို့ရှိရင်ဘယ်လိုခံစားရလဲပေါ့မင်းကိုမင်းရောတိလားပေါ့နော် control လုပ်နိုင်တာပါလားပေါ့ကျွန်တော်အကုန်မေးကြည့်ရပါတော့သူပြောတာတော့အကုန်ပုံမှန်အတိုင်းပဲပေါ့နော်အကုန်လုံးသူမှတ်မိရပေါ့နော်အကုန်သိတယ်ပေါ့နော်ဒါပေမဲ့အဲ့အချိန်ကကြည်ပြူဆိုတဲ့ရှမ်းမလေးတယောက်ပဲတော်တော်သဘောကျတာတဲ့သူနဲ့ပဲအများအားတွေ့ကျင်တယ်သူရှိရင်ပြောတယ်အဲ့လိုပုံစံမျိုးဖြစ်တာတဲ့အဲ့ရှမ်းမလေးမကောင်းကြောင်ပြောတဲ့လူတွေဆိုရင်သူလုံးဝစိတ်မကြည့်ဘူးပဲပေါ့နော်ပြီးတော့သူ official တွဲနေတဲ့နီနီကိုလည်းစကားကြီးလည်းမပြောချင်သလိုတွေ့လည်းမတွေ့ချင်ဘူးလို့ပြောတယ်ပေါ့နော်ဖုန်းတွေဘာတွေဆက်ရင်လည်းစိတ်တူတယ်လို့ပြောတယ်ဆရာတွေဘာတွေနဲ့လို့ပြောကရှင်းပြီးတဲ့နောက်ပိုင်းကျတော့အဲ့ရှမ်းမလေးကိုဒီလိုမျိုးသူအတိတရားအနေနဲ့ကလွယ်လို့ဘာစိတ်မှမရှိတော့ဘူးလို့ပြောတယ်ပေါ့နော်နားဆင်ပေးတဲ့လူအားလုံးကျေးဇူးတင်ပါတယ်စားရရအဆင်ပြေကြပါစေ
ဒီဖြစ်ဖြစ်လေးကကျွန်တော်ထိုင်းမှာသိမကြခင်ရပဲကြုံတွေ့လိုက်တဲ့ဖြစ်ဖြစ်လေးပေါ့အခုနောက်ပိုင်းကျွန်တော်လူငယ်တွေကနိုင်ငံထွက်ပြီးလှုပ်ကြတာအားလုံးသိပဲလေကျွန်တော်လည်းသူတို့လူနိုင်ငံထွက်ပြီးလှုပ်ချင်တာနဲ့ဘန်ကောက်မှာနေနေတဲ့ကျွန်တော်ကိုအရင်နဲ့ကျွန်တော်ရောက်ဖာဖုန်းဆက်လိုက်တယ်ကျွန်တော်လည်းသူတို့စီလာနေလို့ရမလားပေါ့သူတို့ကလည်းအခုသူတို့ငှားနေတဲ့အခန်းမှာနေလို့ရတယ်ဆိုလို့ကျွန်တော်ဘန်ကောက်ကိုပဲထွက်လာလိုက်တော့တယ်ကျွန်တော်ဘန်ကောက်လေဆိပ်ရောက်တော့ Grab ခေါ်ပြီးပဲသူတို့နေရဲ့ဘန်ကပီဆိုတဲ့နေရာကိုကျွန်တော်သွားလိုက်တယ်သူတို့တိုက်ချီလေးရောက်ကျွန်တော်နက်ကွန်အဟောင်းကြီးတစ်ခုတွေ့လိုက်ရတယ်ဒီကျွန်တော်သိတဲ့လောက်ထိုင်းနဲ့မြန်မာနဲ့မတူတာထိုင်းမှာဟိန္ဒူယူဝါဒပိုလွှမ်းမိုးမှုများတယ်ထင်တယ်ဘာလို့လဲဆိုတော့သူတို့ထိုင်းကအင်ကြီးချန်နေကွန်ဒိုရီရဲ့ရှေ့မှာအမြဲတမ်းနက်ကွန်တစ်ခုထားလေးရှိတာပေါ့ဆိုတော့ကျွန်တော်ကိုရီရဲ့တိုက်ရှိမှာလည်းနက်ကွန်ကြီးတစ်ခုရှိတယ်ပေါ့အဲ့နက်ကွန်ကဟောင်းနေပေမဲ့လည်းဒီနက်ကွန်ကိုစက်ထားတဲ့ပန်းနေအေးတွေကတော့အပြည့်ပဲသူတို့ကအေးတွေစက်ထားတဲ့ခါကျလို့ရှိရင်လည်းဒီတိုင်းပဲကတ်ထားတာမျိုးမဟုတ်ပဲနဲ့ဒီဘူးကိုအဖုံးမှာဖွင့်ပြီးတော့ပိုက်ပါတက်ပေးထားတာလူတယောက်တောက်လို့ရတဲ့ပုံစံလိုမျိုးကိုလုပ်ပေးထားတာကျွန်တော်ကိုလိုတိုက်အောင်မှာကတ်ထားတယ်ဒီဖန်တာဘူးတွေကြည့်ရတာအနည်းဆုံး15ဘူး20လောက်တော့ရှိမှတင်တာကျွန်တော်လည်းနက်ကွန်ကိုခဏလောက်ဆက်စုပြီးတော့ကျွန်တော်ကိုဖုန်းဆက်လိုက်တော့တယ်ကျွန်တော်တိုက်ရောက်ပြီဆိုပြီးပေါ့ကျွန်တော်ကိုလိုကဘန်ကပီကရိုးတိုင်ဟောင်းလေးတစ်ခုမှပဲနေတာဒီစတူဒီယိုရုံးပုံစံမျိုးလေးပေါ့ဟော်ဂန်လေးပေါ့ဒီတလားမှာဘတ်3500ပဲပေးရတယ်အခန်းကလည်းကျင်းတယ်လို့ပရီဘော့ကတွေကမပါဘူးတီးတန့်ပြီးဖို့ကြောင့်လည်းမပါဘူးအဝိရှော်ဆက်လည်းမပါဘူးပေါ့နော်ဒီပါရာဆိုလို့အဲကွန်းတစ်ခုနဲ့ရေချွေးကန်းအင်တာတွဲရပါတဲ့အခန်းတစ်ခုရယ်သူတို့နေလို့ရတဲ့အခန်းတစ်ခုရယ်ပေါ့ဒါပဲပါတယ်ဟင်းချက်ရှင်လဲဆိုလို့ရှိရင်လဲဒီအဲကန်းမှာချက်မချက်ရင်အဲကွန်း exhaust fan ရှိတဲ့နေရာမှာချက်ပေါ့အခန်းကကျင်းဝင်မယ်ကျွန်တော်ယောက်ျားလေး3ယောက်တော့အဆင်ပြေပါတယ်ကျွန်တော်ဘန်ကောက်ရောက်ပြီး2ပတ်လောက်ပဲကြာတယ် ID လို့တစ်ခုရတာပေါ့ကျွန်တော်အလုပ်ရတဲ့နေ့မှာပဲကျွန်တော်ရောက်ဖာရန်ကုန်မှာလှုပ်ဆရာရှိရဆိုပြီးပြန်သွားတယ်ပေါ့ဆိုတော့အခန်းမှာကျန်ခဲ့တာဆိုလို့ကျွန်တော်အကိုကြီးရယ်ကျွန်တော်2ယောက်ပဲကျန်တယ်ပြဿနာအိမ်မှာစတာပဲကျွန်တော်ကဘာတန်တာဆိုတော့သူညဘက်တွေလှုပ်ဆင်းရတယ်ကျွန်တော်ကမနက်ပိုင်းတွေလှုပ်ဆင်းရတယ်ကျွန်တော်အလုပ်ဆင်းတဲ့နေ့ကစပြီးစနေတနင်္ဂနွေပဲသူနဲ့စကားပြောလို့ရတာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်မနက်အလုပ်သွားရင်သူကအိတ်နေတယ်ကျွန်တော်အလုပ်ကနေပြီးတော့9နာရီ10နာရီလောက်ပြန်ရောက်တဲ့ချိန်ကြလို့ရှိရင်သူကမရှိတော့သူအလုပ်သွားနေအောင်ဆိုတော့အကိုကညတိုင်းဆင်းရတော့ညဘက်ဆိုကျွန်တော်တယောက်ပဲအခန်းထဲမှာအိတ်ရတယ်ဒီလိုနဲ့တည်းရဲ့ကျွန်တော်ဘာစိတ်ကူးပေါက်နေတော့မသိဘူးအမဲသားရင်ချက်စားကျင်တာနဲ့ကျွန်တော်အလုပ်ပြန်တော့လေသိန်းကနေဘန်ကပီဈေးတွေကိုတန်းသွားတယ်ကျွန်တော်အမဲသားဆိုင်မှာအမဲသား1ကီလိုဝယ်လိုက်တယ်မဆလာတို့ဘာလို့ဝယ်ပြီးပြန်လာတာပေါ့ကျွန်တော်ပြန်လာတဲ့လမ်းကလူပြတ်ပင်မဲ့မီးတွေကတော့ထိန်နေရဆိုတော့အမဲသားတို့ကြီးကိုင်းပြီးတော့ကျွန်တော်ညဘက်ကြီးပြန်လာတော့ကျွန်တော်ဘာမှကြောက်မနေဘူးဈေးနဲ့ကျွန်တော်နေရဲ့အခန်းဆိုလို့ရှိရင်အနည်းဆုံး25မိနစ်တော့လမ်းလျှောက်ရတယ်ဆိုတော့25မိနစ်လောက်လမ်းလျှောက်ပြီးကျွန်တော်တိုက်ရှိတော့ရောက်ပြီတိုက်ရှိရောက်တော့ထုံးစံတိုင်းပဲနက်ကုန်းကြီးရရှိနေရပါဆိုတော့ကျွန်တော်နက်ကုန်းကိုတစ်ချက်လောက်ပဲလှည့်ကြည့်ပြီးတော့ကျွန်တော်တိုက်ပေါ်တက်သွားလိုက်တော့တယ်အခန်းထဲရောက်တော့ကျွန်တော်ဘိုက်ကနေတော်တော်လေးစာနေပြီလွေးကိုအမြန်ချပြီးဟင်းချက်မဲ့ဒန်နီကိုကျွန်တော်အခန်းထဲမှာထားပြီးဟင်းချက်ဖို့ပြင်ဆင်လိုက်တော့တယ်အမဲသားကိုလည်းရေချိုးကန်းပေးစင်မှာကျွန်တော်ရေလေးတေချာဆေးလိုက်တယ်ပြီးတော့စားစနွေးနဲ့နေပြီးတော့ဒန်နီကိုဘေးနားမှာချထားလိုက်တယ်ကျက်သွန်ဖြူလီးပြီးတော့ရန်ညိုသီးတွေပါထောင်းလိုက်တယ်ဟင်းချက်တော့မဲ့ချိန်ရောက်တော့မှကျွန်တော်အိုးဖုံးကတော်တော်လေးညစ်ပတ်နေအောင်တွေးလိုက်ရတော့ရေချိုးကန်းထဲမှာသွားဆေးဖို့လုပ်လိုက်တယ်ရေချိုးကန်းထဲမှာဒန်နီအိုးဖုံးကိုကျွန်တော်ဆေးပြီးပြန်ထွက်လာတဲ့ချိန်မှာတော့ကျွန်တော်စောစောတော့ကဒန်နီအိုးဘေးနားမှာထားခဲ့လိုက်တဲ့အမဲသားပကံမရှိတော့ကျွန်တော်တေချာရှာလဲဘာမှရှာလို့မတွေ့တော့အဲ့ဒါနဲ့ကျွန်တော်ရေချိုးကန်းထဲမှာမားယူသွားမိပြီဆိုပြီးသွားရှာတာအဲ့မှာလည်းမရှိဘူးအပြင်မှာရှာလည်းမရှိဘူးကျွန်တော်တေချာလေးစဉ်းစားလိုက်တော့မှဒန်နီအိုးဘေးနားမှာထားခဲ့တာဆိုပြီးပဲစဉ်းစားလို့ရတယ်အဲ့ဒါနဲ့ကျွန်တော်ဒန်နီအိုးနောက်ပြန်သွားလိုက်တယ်အဲ့ကြတော့မှဟာကနေဆိုပြီးကျွန်တော်မဲသားပကံကိုပြန်တွေးလိုက်ရတယ်ကျွန်တော်လည်းထွေထူးမစဉ်းစားကြတော့နဲ့ဗိုက်စာနဲ့ဟင်းချက်ဖို့လုပ်လိုက်တော့တယ်ကျွန်တော်စီပါတက်ပြီးတော့မဲသားအိုးကျွန်တော်ရေပါဖြည့်ပြီးဖုန်းအုပ်လိုက်တယ်ကျွန်တော်လည်းတယောက်တည်းဆိုတော့ပြင်းတာနဲ့ဖုန်းသုံးနေလာတယ်အဲ့ဒါနဲ့ဖုန်းသုံးမှုလုပ်တဲ့အချိန်မှာကျွန်တော်လက်ကတော်တော်လေးကက်စီဖြစ်နေတာဆိုတော့ကျွန်တော်ရေချိုးကန်းနဲ့သွားပြီးလက်ဆေးဖို့လုပ်တယ်ရေချိုးကန်းမှာကျွန်တော်လက်ဆေးနေတဲ့အချိန်လေးကြာတော့ဘေးစင်မှန်ကိုကျွန်တော်ကြည့်လိုက်တာကျွန်တော်နောက်တက်မှာဘာမှမသိတဲ့အရာကြီးတစ်ခုကိုတွေးလိုက်ရတယ်အဲ့ဒါအမဲရောင်အရေးကြီးတစ်ခုအဲ့အမဲရောင်အရေးကြီးကကျွန်တော်နောက်ကနေဖြည်းဖြည်းချင်းဖြတ်သွားတာကျွန်တော်ချိနေနဲ့ကြက်သိန်းတွေပါထားပါတယ်ကျွန်တော်အဲ့ချိန်တော့ထင်အောင်ထင်မှားဖြစ်တာတစ်ခုမှမရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်အရင်လည်းမတောက်တာဝိလည်းမတောက်တာကျွန်တော်ခန္ဓာကိုယ်ကအကောင်းကြီးပဲကျွန်တော်တေချာလေးမျက်စိနဲ့ရှင်းရှင်းလင်းလင်းကိုမြင်လိုက်ရတာအမဲရောင်အရေးကြီးကျွန်တော်အသိစိတ်ဝင်လာပြီးတော့မှနောက်ကိုပြန်ကြည့်လိုက်တယ်ပြီးတော့ဒန်နီဦးနောက်ပြန်သွားတော့ဘာမှလည်းမရှိဘူးပုံမှန်တိုင်းပဲအဲ့ဒါနဲ့ကျွန်တော်ကြောက်စိတ်လေးနည်းနည်းဝင်လာတယ်ကျွန်တော်တငယ်ချင်းတွေကိုဖုန်းဆက်ဖို့လုပ်တယ်တငယ်ချင်းတွေကိုဖုန်းဆက်တော့သူတို့ကတယောက်မှမကန်ဘူးထူးထူးဆန်းဆန်းတငယ်ချင်းတယောက်တော့ဖုန်းကန်တယ်သူဆိုင်ငယ်ပေါ်ရောက်နေဆိုတော့သူလည်းပြောချင်တာပြောပြီးဖုန်းချသွား
ကျွန်တော်ဘာမှမပြောလိုက်အောင်အဲ့ဒါကျွန်တော်လည်းမထူးပါဘူးဆို Facebook ပဲသုံးဖို့လုပ်လိုက်တော့တယ်ကျွန်တော်ညစာတွေပါစားပြီးတဲ့ချိန်ကျတော့ညအိပ်ဖို့လုပ်တော့လုံးဝအိပ်လို့လည်းမရအောင်ကျွန်တော်တော်တော်လေးစဉ်းစားနေရတယ်ကျွန်တော်နောက်မှတွေးလိုက်တဲ့အရာကြီးကဘာကြီးလဲပေါ့ကျွန်တော်အိပ်လို့လည်းမရအောင်ဒါပေမဲ့လည်းအချိန်ကလည်း7 နာရီလောက်ထိုးနေပြီကျွန်တော်လည်းနောက်နေ့အလုပ်ရှိရတယ်ကျွန်တော်မီးဖွင့်ပြီးမရမကထိုးလိုက်တော့တယ်နောက်နေ့ရုံးရောက်တော့ကျွန်တော်ထမင်းစားချိန်မှာကျွန်တော်အိမ်ကလူတွေရောတငယ်ချင်းတွေရောဖုန်းဆက်ပြီးပြောပြတာကျွန်တော်ညတော့ဖြစ်ခဲ့တဲ့အကြောင်းပေါ့သူတို့အကုန်လုံးပြောတာကတော့မင်းအမဲသားမချက်စားနေတော့တယ်အဲဒီမှာတငယ်ချင်းတယောက်ကထူးဆန်းကျွန်တော်တခုပြောတယ်မင်းအောက်ကနှကုန်းပါတယ်ဖန်တာနဲ့ဖြစ်ဖြစ်တခုနဲ့ဖြစ်ဖြစ်တောင်းမလိုက်ပေါ့ကျွန်တော်သူနဲ့ဖုန်းပြောတော့အေးငါတောင်းမလိုက်မယ်ဆိုပြီးပြောလိုက်တာပေါ့ဒါပေမဲ့တကယ်ကြီးကျွန်တော်မတောင်းမှပြောပါဘူးအဲ့လိုကိစ္စဖြစ်ပြီးနောက်ပိုင်းကျွန်တော်အမဲသားလည်းမချက်စားဖြစ်တော့အဲ့နောက်ပိုင်းလည်းကျွန်တော်ဘာမှထူးဆန်းဆန်းနေမကြုံတွေ့ရတော့ဆိုတော့ကျွန်တော်မြင်လိုက်တဲ့အရာကြီးကဘာကြီးလဲတရေလားဝိညာဉ်လားကျွန်တော်အမဲသားချက်စားတော့မကြိုက်လို့အောက်ကနှကုန်းကနေပြီးတခုရိပ်အောင်ပြရလားကျွန်တော်ခုထိစဉ်းစားလို့မရအောင်အခုနားထောင်နေတဲ့လူတွေမှာအမဲသားနဲ့ပတ်သက်ပြီးထူးဆန်းတာကြုံဘူးကြလားဘလို့ကြုံတွေ့ခဲ့ရလဲပြောပြခဲ့ပါဦးအာတုဘအိမ်နေဆိုလို့ရှိရင်မှန်တွေကိုအဝိတ္တုဆောင်းလုံးနဲ့အုပ်ထားတတ်ကြတယ်ဆိုတာခင်ဗျားတို့သိလောက်ကြမှာပါဘာလို့လဲဆိုတော့မှန်တွေကဝိညာဉ်တွေကိုဖမ်းစားထားတာတို့တရေတွေရဲ့ပုံရိပ်တွေကိုပြသပေးတာတို့အဲ့လိုမျိုးအယူဆရရှိတဲ့အတွက်ကြောင့်ပါဒီနေ့မှာတော့အနောက်နိုင်ငံမှန်သေးတဲ့အကြောင်းတစ်ခုပြောပြပေးပါမယ်မောင်မဲနေရဲ့အခန်းတစ်ခုထဲမှာဖျောင်းတံကိုကင်ထားမယ်မှန်ရှိမှနေပြီးတော့ Bloody Mary ဆိုပြီးတော့နာမည်3ချိန်ခေါ်လိုက်ပါတိတ်မကြခင်မှာပဲစိတ်ချောက်စားစရာတွေဖြစ်လာတာတို့မှန်ထဲကနေပြီးတော့သွေးလင်းလေးနဲ့အမျိုးသမီးတယောက်ထွက်လာပြီးတော့6လန့်တက်တယ်လို့မြင်ရတတ်ပါတယ်။ Bloody Mary ဒန်နာကြီးကကဘာတော်မှာရမ်းခစ်စားပြီးတော့ကြောက်စရာရမ်းကောင်းတဲ့အဖြစ်ပြက်လို့ယုံနှမ်းပုံမြင်လိုမျိုးအကြောင်းအရာတစ်ခုပါ။မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းမဖဲဝါတို့ဘာတို့လို့ပေါ့။တကယ်ရှိတယ်ဆိုပြီးလည်းအတက်ပြောလို့မရသလိုမရှိဘူးဆိုပြီးလည်းညင်းလို့မရလို့ပါ။အထူးသဖြင့်နိုင်ငံသားမှာမှန်အောင်ကြည့်ပြီးတော့အဲ့လိုမျိုး Bloody Mary ဆိုပြီးနာမည်တစ်ခုကိုခေါ်ရတဲ့ challenge ကလူငယ်တွေကြားမှာတော်တော်လေးကိုရေးပန်းစားပါတယ်။ဒီနေ့မှာတော့ကျွန်တော်ကBloody Mary ဆိုတဲ့မှန်တရေရဲ့နောက်ွယ်ကတောင်လုံးချောက်ရှားပွဲကတမိုင်းကြောင်းအနေနဲ့ဖြစ်ရမှန်တွေကိုပြောပြပေးသွားမှာပါ။ပထမဆုံးအနေနဲ့မှန်တရေ Bloody Mary ကိုခေါ်လို့ရတဲ့နည်းလမ်းတွေကိုပြောပြပေးပါမယ်။ဒီလိုတဲခေါ်လို့ရတဲ့နည်းလမ်းတွေကရိုးရှင်းပေမဲ့ကြောက်စရာတော့နည်းနည်းကောင်းပါတယ်။ဘာလို့လဲဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့ခမရရဲ့အခန်းကိုလုံးဝမှောင်နေအောင်လုပ်လိုက်ပါ။တချို့ကြတော့ဒီညဘက်12 နာရီလို့ပေါ့မှလုပ်ကြတယ်ပေါ့နော်။ဒုတိယအနေနဲ့ကမှန်ရှိမှဖျောင်းနိုင်တဲ့တံကိုထုံလိုက်ပါ။ပြီးရင်တော့မှန်ကိုစိုက်ကြည့်ပြီးတော့ Bloody Mary ဆိုပြီးတော့3ချိန်ခေါ်လိုက်ပါတချို့ကြတော့73ချိန်ခေါ်ကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ73ခနဲ့နိုင်ငံသားမှာဒီကံမကောင်းစီရဲ့နံပါတ်ဆိုပြီးတို့ကသတ်မှတ်ထားလို့ပေါ့နော်တချို့ဓလိကားတွေမှာဆိုလို့ရှိရင်လည်းစနစ်ပြီးတဲ့ခါကြလို့ရှိရင်နံပါတ်ကို14တို့ဘာလို့ပြောင်းထားလိုက်ကြတယ်ပေါ့နော်ဆိုတော့တတိယအနေနဲ့ကမှန်ကိုစိုက်ကြည့်ပြီးတော့ Bloody Mary ဆိုပြီးတော့နာမည်3ချိန်ခေါ်ပါအဲ့လိုမဟုတ်ဘူးဆိုရင်73ချိန်ခေါ်လို့ရပါတယ်အဲ့လိုခေါ်ပြီးသွားရင်တော့မှန်ကိုစိုက်ကြည့်နေတဲ့အချိန်မှာပဲဒီမှန်ထဲမှာတွေးစွန်းနေတဲ့မျက်နှာတစ်ခုပေါ်လာတာတို့ခမရဲ့မျက်နှာမှာဒီကုတ်ချရာတွေနဲ့တွေးလင်းလင်းဖြစ်လာတာတို့ဒီအဲ့လိုမျိုးပေါ်လာပြီးတော့ဗောနော်တဲ6ခံရလို့ပြောကြတယ်1990လောက်တုန်းကအမေရိကန်နိုင်ငံမှာစေကျော်သက်မင်းကလေးတစုဟာသူတို့မွေးနေ့ပွဲပါတီတစ်ခုလုပ်နေတော့ဗောနော်အဲ့ချိန်မှာအဲ့ဂိမ်းကိုစမ်းဆော့ခဲ့ကြပါတယ်သူတို့တွေကတယောက်ဆိုရင်တော့မှန်ရှိရနေပြီးတော့ပြန်လာတဲ့အခါမှာသူမရဲ့ကြောပြင်မှာကြောင်လက်သေးကုတ်ခံထားလိုမျိုးအရာတွေထင်ကြံနေရဗောနော်ဒါစိတ်ချောက်ချားမှုကြောင့်လားဒါမှမဟုတ်တခြားတစ်ခုကြောင့်လားဆိုတော့ဘယ်သူမှအသက်မပြောနိုင်ဘူးဗောနော်ဒီနောက်တစ်ခုအနေနဲ့က Bloody Mary ဆိုတာဘယ်လိုလဲဆိုတာပြောပြပေးပါမယ်ဒီ Bloody Mary ဆိုပြီးတော့လူတွေထင်ကြီးပေးကြတဲ့လူ3ယောက်ရှိရပေါ့နော်ဒီပထမဆုံးတစ်ယောက်ကတော့ဒီ Queen Mary 1ပေါ့သူကအင်္ဂလန်နိုင်ငံရဲ့ပထမဆုံးဘုရင်မပေါ့နော်သူ့နာမည် Mary ပေါ့နော်ဒီဘုရင်မ Mary ကသူ့ရဲ့ဘာသာရေးယုံကြည်ချက်ကြောင့်လူပေါင်းယာနဲ့ချီပြီးတော့ဒီမီးရှို့တပ်ဖြတ်ခဲ့တဲ့လူပေါ့နော်အဲ့ဒါပြင် Queen Mary ကသားသမီးလည်းမထွန်းကားခဲ့တယ်လို့ကိုဝင်ရှိတယ်ဆိုပြီးတော့ထင်ရပေမဲ့တကယ်တမ်းမှာတော့ဘိုက်ထဲမှာအကျိတ်တယ်တာဒါမှမဟုတ်စိတ်ကူးရင်ကိုဝင်ဆောင်မှုလိုမျိုးဒီဖြစ်ခဲ့တာပေါ့နော်ဆိုသူတေဆုံးတဲ့ခါကျတော့ကလေးမရခဲ့တဲ့အတွက်သူမရဲ့နာကြီးချက်တွေကဝိညာဉ်ဖြစ်သွားတယ်လို့ယူဆကြတယ်ပေါ့နော်နောက်တစ်ယောက်ကျတော့ဒီ Mary Ward ဆိုတဲ့မျိုးသမီးတယောက်ပေါ့သူကအင်မတန်လှပတဲ့လူဖြစ်ပေမဲ့မတော်စားတစ်ခုကြောင့်ဒီမျက်နှာပျက်စီးသွားခဲ့တယ်ပေါ့နော်ဆိုတော့သူမှန်ကြည့်တိုင်းသူ့ဘာသူအရန်မုန်းတီးလုံးလို့မှန်တဲ့ကနေပြီးတော့တစ်ဖက်လူတိုက်ခိုက်တယ်ဝိညာဉ်ဖြစ်လာတယ်လို့ပြောကြတယ်ပေါ့နော်ဒီနောက်ဆုံးတစ်ယောက်ကကျတော့ဆုံးမ Mary ပေါ့နော်ဆုံးမ Mary ကတော့ဒီရွာငယ်လေးတစ်ရွာမှာနေထိုင်တဲ့ဆုံးမတစ်ယောက်ပေါ့သူကဘယ်လိုလူမျိုးလဲဆိုတော့ငယ်ရွယ်တဲ့မိန်းကလေးတွေကိုတတ်ဖြတ်ပြီးတော့သူတတ်ဖြတ်ခံရတဲ့မိန်းကလေးရဲ့သွေးသားရည်နဲ့ဆုံးမရဲ့နှုတ်ပြမှုကိုထိန်းသိမ်းခဲ့လို့ပြောကြရပါတော့နားလည်အောင်ပြောရင်တော့ဒီအဲ့ဆုံးမဒီတခြားလူတွေကိုတတ်ပြီးတော့သူအသက်ဆက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်မယ်ပေါ့နော်ကျွန်တော်ထင်တာတော့မန်းထဲမှာကြည့်ပြီးတော့နာမည်3ချိန်ခေါ်တဲ့အခါမှာဒီတဲထွက်လာတာတို့တဲ6ခံရတာတို့နဲ့ပတ်သက်ပြီးတော့ဒီတိုက်ပန်ကြီးကြရှင်းလင်းထားတာလည်းရှိရပေါ့တ
တိတ်ပဲမရရှင်နေပြောတာကတော့ဒါကိုကာပူတိုအဖက်လို့ခေါ်တယ်ပေါ့နော်။ပေါင်မဲနေတဲ့နေရာမှာမှန်အောင်အကြာကြီးစိုက်ကြည့်နေမယ်ဆိုရင်ကျွန်တော်တို့ရဲ့အုံနောက်တွေကမြင်ကွင်းကိုဒီပုံဖြတ်တတ်တယ်ပေါ့နော်။ပုံဖြတ်တတ်တယ်ဆိုတာဒီထင်အောင်ထင်မှားဖြစ်စေတတ်တယ်ပေါ့နော်။အဲဒီခါမှာကိုယ့်မျက်နှာကိုမှတ်မိတော့ပဲကြောက်စရာကောင်းတဲ့တရေဖြစ်မြင်အောင်လာတာတို့ဒီအဲ့လိုမျိုး illusion ဖြစ်လာတာပေါ့နော်။ဒါကို optical illusion လို့လည်းခေါ်တယ်ပေါ့နော်။အုံနောက်နေပြီးတော့ထင်အောင်ထင်မှားဖြစ်အောင်ဒီဖန်တီးပေးလိုက်တာပေါ့နော်။အဲ့ဒါနေပြီးတော့သူတရေမြင်တာတို့ဒီစိတ်ချောက်စားစရာတွေဖြစ်လာတာတို့ဒီအဲ့လိုမျိုး effect တွေဖြစ်လာတာပေါ့နော်။ဒါကတော့သိပ္ပံနည်းကျရှင်းလင်းထားတာပေါ့။ဒါပေမဲ့သိပ္ပံနည်းကျရှင်းလင်းချက်တွေရှိပေမဲ့ကဘာတဝမ်းမှာတော့ဒီ Bloody Mary ကိုတွေးခဲ့ရတယ်ဆိုတော့လူတွေကတော့ရှိနေသေးပါ။ခင်ဗျားတို့ဒီလိုမှောင်နေတဲ့ခန်းထဲမှာဖြောင်းတဲ့တိုင်းထုံးဒီမှန်ရှင်းမှာရက်ပြီးတော့ Bloody Mary ဆိုတဲ့နာမည်ကို3ခါခေါ်ရပါသလား။ဒီခေါ်ရတယ်ဆိုတော့နည်းတော့သတိထားပါတော့။ဘာလို့လဲဆိုတော့တစုံတစ်ယောက်ကတင့်ကိုစောင့်ကြည့်နေနိုင်ပါတယ်။ဒီကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ပရာလောကနဲ့ပတ်သက်တဲ့အကြောင်းအရာတို့ထူးဆန်းဆန်းအကြောင်းအရာတို့ပေးပို့ခြင်းတော့ကျွန်တော်ရဲ့ Telegram Channel လေးကိုပေးပို့လို့ရပါတယ်။ Telegram မှာ @hs မြန်မာဆိုပြီးရိုက်ရှာပြီးပေးပို့နိုင်ပါတယ်။ဒါဆိုမြဲတော့ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါ Horror Story မြန်မာအနေနဲ့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းကတော့တာမန်တရေ6တဲ့အကြောင်းတော့မဟုတ်ပါဘူး။ကမ္ဘာပေါ်မှာတရေ6စုံနေရာတွေတစ်ခုပါဝင်ဖြစ်တဲ့ Queen Mary ဆိုတဲ့သင်္ဘောကြီးအကြောင်းပဲဖြစ်ပါတယ်။အစာပိုင်းမှာတော့အကြီးကျယ်ဆုံးခမ်းနားဆုံးဇင်ခံသင်္ဘောကြီးပေါ့။ဒါပေမဲ့နှစ်တွေကြာလာတဲ့အမျှအဲ့သင်္ဘောကြီးပေါ်မှာလူပေါင်းများစွာတည်ဆုံးခဲ့ရပြီးတော့အခုချိန်ထိသူတို့ရဲ့ဝိညာဉ်တွေကအဲ့ဒီသင်္ဘောကြီးပေါ်ကနေပြီးတော့မထွက်ခွာနိုင်သေးဘူးလို့ဆိုကြပါတယ်။ခင်ဗျားတို့ကတကားတွေအလိုလျောက်ပွင့်လာတာတို့လူမမရှိတဲ့ရေကူးကန်ထဲကနေပြီးတော့ကလေးတယောက်ရဲ့ရည်တန်တွေကြားရတာတို့ညဘက်ကြီးခန်းထဲမှာတယောက်ကစိုက်ကြည့်နေသလိုအဲ့လိုမျိုးခံစားရတာတွေကိုယုံကြည်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒီသင်္ဘောကြီးရဲ့နာမည်ကတော့ RMS Queen Mary ဖြစ်ပါတယ်။ RMS Queen Mary ရဲ့ဇာတ်လမ်းဟာ1930ပြည့်နှစ်တွေမှာစတင်ခဲ့ပါတယ်။ Scotland နိုင်ငံမှာတည်ဆောက်ခဲ့ပြီးတော့1936ခုနှစ်မှာပထမဆုံးခီးစဉ်ကိုစတင်ထွက်ခွာခဲ့ပါတယ်။အဲ့ဒီခေတ်က Queen Mary ဟာ Titanic ထက်တောင်ပိုပြီးတော့ခမ်းနားကြီးကျယ်တယ်ဆိုပြီးတော့ပြောကြပါတယ်။ပြီးတော့ကမ္ဘာအမြန်ဆုံးဇိမ်ကျသုံးသမုဒ္ဒရာဖြတ်ကူတဲ့သင်္ဘောကြီးဖြစ်ပါတယ်။နာမည်ကြီး Hollywood မင်းသားမင်းသမီးတွေတို့နိုင်ငံရေးသမားတွေနဲ့တထေးတွေဟာဒီသင်္ဘောကြီးပေါ်မှာအချိန်ဖြုံးရတာကိုခွင့်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီလိုခမ်းနားလာတဲ့ရွှေခေတ်ကတိတ်မကြလိုက်ပါဘူး။1939ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးစတင်တဲ့အချိန်မှာတော့ Queen Mary ရဲ့ကံတမန်အပြောင်းလဲတစ်ခုဖြစ်သွားခဲ့ပါတယ်။ဇိမ်ခံသင်္ဘောကြီးကိုစစ်သားတွေတည်ယူပို့ဆောင်ရေးအတွက်အသုံးပြုခဲ့ကြပြီးတော့သင်္ဘောကြီးတစ်ခုလုံးမိခိုးအောင်ဆေးတုပ်လိုက်ကြပါတယ်။အဲ့ချိန်ကစပြီးတော့ Queen Mary ရဲ့နာမည်ကို The Grey Ghost ဆိုပြီးတော့မိခိုးအောင်တစ်စိဆိုပြီးတော့နာမည်ပေးခဲ့ကြပါတယ်။ Queen Mary ပေါ်မှာအဆိုးအဆုံးဖြစ်ပျက်တစ်ခုက1942ခုနှစ်အောက်တိုဘာလမှာဖြစ်ပွားခဲ့တာပါ။ဒီ Queen Mary ကိုအဆောင်ရှောက်အနေနဲ့လိုက်ပါလာတဲ့ဗြိတိရှစစ်သင်္ဘောကြီးတစ်ခုကို Queen Mary ကအမှတ်မထင်ဝင်တိုက်မိခဲ့တာပါ။ Queen Mary ကအလွန်ကြီးမားတဲ့အတွက်ဒီဝင်တိုက်ခံလိုက်ရတဲ့စစ်သင်္ဘောကြီးကနှစ်ပိုင်းကျိုးသွားခဲ့ပါတယ်။စစ်သင်္ဘောမှာပါလာတဲ့လူ300ကျော်ဟာအေးခန်းနေတဲ့သမုဒ္ဒရာထဲမှာအသက်ဆုံးရှုံးခဲ့ရပါတယ်။ Queen Mary ဘောသင်္ဘောသားတွေကအော်ဟစ်ကူညီတောင်းနေတဲ့လူတွေကိုတွေ့ခဲ့ရပေမဲ့သူတို့ကစစ်ဖြစ်နေတဲ့ကာလအတွင်းဆိုတော့ရင်ကုန်သင်္ဘောအနေနဲ့ကြောင့်သင်္ဘောရက်ပြီးတော့ကယ်ခွင့်မရခဲ့ဘူး။အဲ့ဒီအေးခန်းနေတဲ့သမုဒ္ဒရာထဲမှာအသက်ဆုံးရှုံးခဲ့ရတဲ့300ကျော်သောဝိညာဉ်တွေရဲ့အော်ဟစ်တန်တွေကအခုထိ Queen Mary ရဲ့ကိုယ်ထဲပိုင်းထဲမှာပဲထင်ထပ်နေစေလို့ယုံကြည်ရပါတယ်။ဒီလိုနဲ့စစ်ပွဲပြီးတော့ Queen Mary ဟာဇိမ်ခံသင်္ဘောဖြစ်ပြန်လည်ရောက်ရှိလာခဲ့ပေမဲ့အရင်လိုတော့မဟုတ်တော့ပါဘူး။စစ်ပွဲအတွင်းမှာသင်္ဘောပေါ်မှာတည်ဆုံးခဲ့ရတဲ့လူပေါင်းအနည်းဆုံး49ယောက်လောက်ရှိရလို့တရားဝင်မှတ်တမ်းဆိုပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ဒီထက်မကဘူးလို့ပြောကြပါတယ်။အခုသင်္ဘောပေါ်ကတဲ6ဆုံးနေရာ3ခုပြောပြပေးပါမယ်။ပထမတစ်ခုကတော့တကားအမှတ်73နဲ့အင်ဂျင်ခန်းဖြစ်ပါတယ်။ပထမဆုံးအနေနဲ့သင်္ဘောရဲ့အောက်ခြေအကျဆုံးပိုင်းဖြစ်တဲ့ boiler room အင်ဂျင်ခန်းကိုတွားအောင်အဲ့ဒီမှာတကားနံပါတ်73လို့ခေါ်တဲ့ရေလုံးတကားတစ်ခုရှိပါတယ်။1966ခုနှစ်မှာအသက်18နှစ်အရွယ်ဂျွန်ပက်တာလို့ခေါ်တဲ့သင်္ဘောသားလေးတစ်ယောက်ဟာအဲ့ဒီတကားကိုဖျက်အပြီးတကားကပိတ်ချလိုက်တဲ့အတွက်အထဲမှာညက်ပြီးတော့အသက်မရှူနိုင်ပဲပွဲချင်းမင်းတည်ဆုံးသွားခဲ့ပါတယ်။အခုချိန်ထိအဲ့ဒီတကားနားကိုသွားလို့ရှိရင်အပြန်အောင်အလုပ်သမားဝတ်စုံနဲ့လူငယ်လေးတစ်ယောက်လမ်းလျှောက်နေရမြင်ရတာတို့တခါတည်းဆိုလို့ရှိရင်လူတစ်ယောက်ကအော်ဟစ်ကူညီတောင်းတဲ့အတန်တွေပါကြားတတ်ပါတယ်။နောက်တစ်ခုကျတော့ပထမတန်းလွှာရေဦးကန်ဖြစ်ပါတယ်။အဲ့ဒီနေရာသင်္ဘောပေါ်မှာနာမည်အကြီးဆုံးနဲ့စသိန်းထားဆုံးနေရာတစ်ခုပါ။အခုချိန်မှာအဲ့ဒီရေဦးကန်ထဲမှာရေတစက်မှတော့မရှိတော့ပါဘူး။ဒါပေမဲ့ညဘက်တွေဆိုလို့ရှိရင်ရေဦးကန်ထဲမှာရေကစားနေတဲ့အတန်တွေရေဆိုနေတဲ့ခြေရာလေးတွေကျမ်းမြင်မှာအလိုလိုပေါ်လာတတ်ပါတယ်။အထူးခြားဆုံးကတော့ဂျက်ကီလို့ခေါ်တဲ့အသက်9နှစ်အရွယ်ကလေးမရဲ့ဝိညာဉ်ပါ။အဲ့ကလေးမလေးဟာရေဦးကန်ထဲမှာယင်းနှစ်တည်ဆုံးခဲ့တယ်လို့ဆိုပါတယ်။သင်္ဘောပေါ်လာလေတဲ့ဧည့်သည်တွေကကလေးမတစ်ယောက်သူတို့နဲ့လာဆိုးဖို့ခေါ်နေတဲ့အတန်တွေရီမောတန်တွေကိုချိန်ချိန်ကြားခဲ့ရပါတယ်။တချို့ဆိုလို့ရှိရင်သူတို့ရဲ့အင်ဂျီစာကိုကလေးတစ်ယောက်ကလာဆွဲထားရလို့တော့ခံစားခဲ့ရလို့ဆိုပါတယ်။နောက်နေရာတစ်ခုကတော့အခန်းနံပါတ် B340 ပါ။ Queen Mary ဘောကအဆိုးအဆုံးအခန်းတစ်ခုပါ။ဒီအခန်းထဲမှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ဘူးမှသိကြမသိကြပါဘူး။လူတက်မှုဖြစ်ခဲ့ရလို့တော့တချို့ကတော့ဆိုကြသလိုတည်ဆုံးသွားတဲ့ခီးတဲ့တယောက်ရဲ့ဝိညာဉ်ခိုအောင်နေရလို့လည်းယုံကြည်ကြပါတယ်။ဒီခန်းထဲကိုဝင်အိတ်တဲ့ဧည့်သည်တွေဟာညတစ်ကောင်ကြီးမှာစောင့်ဆွဲခံရတာတို့ဂရင်ချင်းမှာလူတယောက်ရဲကြည့်နေရတာတို့ရေပိုင်ကောင်းတွေအလိုလိုပွင့်လာတာတို့အခ
အခန်းနေရတွေကိုအပြင်ဘက်ကနေတော့ပြင်းပြင်းထန်ထန်ထုနေတဲ့အတန်တွေကြားခဲ့ရတယ်လို့ဆိုပါတယ်အဲ့ဒီခန်းရဲ့အသေးချောင်းမှုကအလွန်ဆိုးရတဲ့အတွက်ကြောင့်သူတို့စစ်သမောကနေပြီးတော့ဟိုတယ်ဖြစ်ပြန်ပြောင်းပြီးတဲ့နောက်ပိုင်းမှာနှစ်ပေါင်းများစွာကြာအောင်အဲ့ဒီခန်းကိုတောက်ခတ်ပြီးတော့ပိတ်ထားခဲ့ရပါတယ်ကွင်းမယ်ရီက1968ခုနှစ်မှာသူ့ရဲ့နောက်ဆုံးခီးစဉ်ကိုပြေးဆွဲပြီးတဲ့နောက်မှာအနားယူခဲ့ပါတယ်ခုလက်ရှိမှာတော့အဲ့ဒီသမောကြီးကအမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ် Long Beach ကန်စီမှာအပြီးတိုင်စိုက်ကပ်ထားပါတယ်သမောကြီးကိုဖျက်ဆီးပြစ်မဲ့စာရေပေါ်ဟိုတယ် tourist attraction တစ်ခုအနေနဲ့ပြတိုက်တစ်ခုလိုအသွင်ပြောင်းထားခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကတော့သမောကြီးဟာပြုပြင်ထိန်းသိမ်းမှုအားနည်းရကြောင်းယိုရင်းပျက်စီးမှုဖြစ်ခဲ့ပြီးတော့လုံခြုံရေးရပိတ်ထားခဲ့ရပါသေးတယ်။ဒါပေမဲ့လောင်ဘီရှက်မြို့တော်စီပင်ကဒေါ်လာတန်ပေါင်းများစွာကုန်ကျခံပြီးတော့အကြီးစားပြုပြင်မွမ်းမံမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့အခုခါမှာတော့ပြည်သူတွေအတွက်ပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။အခုဆိုရင်သင်္ဘောပေါ်မှာညရီတဲခိုလို့ရတဲ့ဟိုတယ်အခန်းတွေစားလုပ်ဆိုင်တွေပါဝင်ပြီးတော့အထူးစီစဉ်တွေနဲ့ paranormal လို့ခေါ်တဲ့ဝိညာဉ်လောကစိတ်ဝင်စားသူတွေအတွက်တီးတန့် ghost tour ဆိုပြီးတော့တဲရှာဖွေခီးစဉ်တွေမှာပြုလုပ်ပေးနေပါပြီ။ဟုတ်ပါတယ်စောစောကပြောခဲ့တဲ့အခန်း B340 ကိုလည်းအခုချိန်မှာဒေါ်လာရာချီပေးပြီးတော့ပြန်လည်ငှားရမ်းအိတ်ဆက်လို့ရနေပါပြီတတိရှိရဲ့လူတွေတော့တွားကြပါလေကျွန်တော်ကတော့တတိမရှိတော့တွားမိတော့ပါဒီလိုမျိုးလှပခမ်းနားမှုတွေနောက်ွယ်မှာအမောင်မိုင်းဆုံးသမိုင်းကြောင်းတွေဝမ်းနဲ့ကြည်ကြဲပဲရဖြစ်ပျက်တွေဝိညာဉ်ပေါင်းများစွာပိတ်လောင်ခံထားရတဲ့ RMS Queen Mary သမောကြီးဟာအခုချိန်ကြီး Long Beach ကန်ကြီးမှာတိတ်ဆိတ်စွာရပ်တန့်နေသေးပါသမောကြီးရဲ့တသားနေရံတွေအိဆက်နေရဲ့တမ်မရီကိုယ်တွေကြားမှာအခုထိမကျွတ်လွတ်သေးတဲ့ဝိညာဉ်တွေဟာလက်လက်သွားလာနေသေးပဲလို့တွားရောက်ခဲ့သူကများပြားတက်တည်ခံနေကြပါတယ်အခုကျွန်တော်ဗီဒီယိုကိုနားဆင်နေသူတွေရောအခွင့်အရေးရရင်ဒီလိုသင်္ဘောကြီးပေါ်တွားလေရေးပါလားအထူးသဖြင့်အခန်း B340 မှာတညလောက်အေးပါလားနားဆင်မိရတဲ့အတွက်ကျေးဇူးတင်ပါတယ်ပရာလောကနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေထူးဆန်းဖြစ်ပျက်တွေပေးပို့ခြင်းရင်တော့ကျွန်တော်ရဲ့ Telegram Channel ကိုပေးပို့နိုင်ပါတယ်@HM-Myanmar လို့ Telegram မှာရိုက်နှိပ်ပြီးတော့ကျွန်တော်ပေးပို့နိုင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါHorror Story မြန်မာကနေကြိုဆိုလိုက်ပါတယ်။မိတ်ဆွေတို့ကြုံတွေ့ခဲ့တဲ့ပရလောကအကြောင်းပဲဖြစ်ဖြစ်ထူးထူးဆန်းဆန်းအကြောင်းပဲဖြစ်ဖြစ်မျှဝေခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram အကောင့်လေးပေးပို့နိုင်ပါတယ်။ Telegram မှာ@hsmyanmar ဆိုပြီးရှာဖွေပေးပို့နိုင်ပါတယ်။ဒီဖြစ်ပျက်လေးဟာကျွန်တော်ရဲ့ Telegram အကောင့်လူတစ်ယောက်ပို့လာတဲ့ဖြစ်ပျက်တစ်ခုပါ။ဇလန်ပေးပို့တဲ့သူရဲ့တငယ်ချင်းတစ်ယောက်ကြုံတွေ့ခဲ့တဲ့ဖြစ်ပျက်ပါ။ကျွန်တော်တငယ်ချင်းတစ်ယောက်ရှိတယ်။တနေ့မှာသူက Honda Civic တစ်စီးဝယ်လိုက်တယ်။ဈေးကလည်းတော်တော်လေးသက်သာတယ်။ကားရင်ချင်းအတန်လည်းကောင်းတယ်။ကီလိုကလည်းတိတ်မများသေးဘူး။အစပိုင်းမှာတော့ကားကိုဘာမှတိတ်ပြီးတော့သူကသတိမထားမိခဲ့ဘူး။ဒါပေမဲ့ညဘက်10 နာရီလောက်အပြင်ကနေကားနဲ့တယောက်တည်းပြန်လာတဲ့အချိန်ကားမောင်းနေတော့ကားရဲ့ရေဒီယိုကအလိုလိုပွင့်လာ။အစတော့သူကရေဒီယို error တက်တယ်ဆိုပြီးပဲပြန်ပိတ်လိုက်တယ်။ဒါပေမဲ့ခဏနေတော့ရေဒီယိုကအလိုလိုပြန်ပွင့်လာပြန်တယ်။အဲ့ဒီအချိန်မှာတော့ရေဒီယိုကအစအလိုမျိုးကြီးကြီးအတန်ထွက်တာမဟုတ်ပဲလူတယောက်စကားပြောတဲ့အတန်လိုအတန်တွေကြားရတယ်တဲ့သူလည်းစိတ်ထဲမှာတော့နည်းနည်းမသက်မသာတော့ဖြစ်တယ်ဒါပေမဲ့ကားရေဒီယိုကမကောင်းတာပဲဆိုပြီးပဲရေဒီယိုပြန်ပိတ်လိုက်တယ်အဲ့ဒီနောက်ခဏလောက်ကြာတော့ကားနောက်ခန်းဘက်မှာတယောက်ထိုင်နေလို့ခံစားရတယ်တဲ့မှန်တယ်ကနေအနောက်ကိုပြန်ကြည့်တော့လေဘယ်သူမှမရှိဘူးဒါပေမဲ့ခံစားချက်ကတော့သူတိတ်တော့မကောင်းဘူးပြောတယ်ကားနောက်ခန်းမှာတော့တယောက်ထိုင်နေလို့ပဲဖြစ်နေရတယ်ကားနောက်ခန်းမှာသူထားထားတဲ့ပစ္စည်းတွေကိုလည်းလူတယောက်ကရွှေ့နေတယ်လို့မျိုးအတန်တစ်ချက်ချက်နဲ့အတန်ကြီးကြားနေရတယ်။အဲ့ဒီညသူပြန်ရောက်တဲ့အချိန်ထိစိတ်ထဲမှာတော့မတင်မကျဖြစ်နေ။နောက်တစ်ပတ်ကျတော့ပိုပြီးထူးဆန်းတာတွေဖြစ်လာတယ်။တစ်ခါတလေကားမောင်းနေတော့ကလေးတယောက်ကရည်တန်းလို့စကားပြောတန်လို့ကြားရတယ်။တစ်ခါတလေတော့မိသားစုလိုက်စကားပြောနေလို့အတန်ကြီးကြားနေရတယ်။သူလည်းအလုပ်ပင်ပန်းလို့ hallucination ဖြစ်တယ်ဆိုပြီးတော့ဒီထင်အောင်ထင်မှားဖြစ်တယ်ဆိုပြီးပဲတွေးနေတာ။ဒါပေမဲ့တရက်မှာတော့သူအသက်အန္တရာယ်ကြုံရတဲ့အခြေအနေမှာဖြစ်လာတယ်။သူမော်လမြိုင်သွားဖို့ရန်ကုန်ကအထွက်ကားမောင်းနေတဲ့အချိန်မှာကားနောက်မှန်နေပြီးတော့ကြီးလိုက်တဲ့အချိန်ကလေးတယောက်ကနောက်ခန်းထဲမှာထိုင်နေလို့မြင်လိုက်ရတယ်တဲ့။သူလည်းတော်တော်လေးလန့်ပြီးကားကိုချက်ချင်းဘေးကိုချရလိုက်တယ်။နောက်ခန်းကိုပြန်ကြည့်တော့လည်းဘယ်သူမှလည်းမရှိဘူး။အဲ့ချိန်ကနေစပြီးသူကားနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိုးရိမ်လာတယ်။ခီးကလည်းမသွားလို့လည်းမရတော့သူဆက်သွားဖို့ပဲစီစဉ်လိုက်တယ်။သူမော်လမြိုင်ကားမောင်းသွားတဲ့တစ်လျှောက်မှာတယောက်ကသူနဲ့အတူတူလိုက်လာတယ်ဆိုပြီးခံစားနေရတယ်။နောက်ဆုံးမှာတော့သူမတော်တဆမှုတစ်ခုဖြစ်သွားတယ်။သူပြန်ပြောချက်အရာသူ့ရဲ့ဘေးမှာအမျိုးသမီးတစ်ယောက်ထိုင်နေအောင်ဖြတ်ခနဲမြင်လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲသူကလမ်းဖြတ်ပြီးတော့ကားစတီရီယာကိုဘေးကိုဆွဲမိသွားတယ်။ပလက်ဖောင်းကိုတိုက်မိပြီးတော့ကားအက်ဆီဒန့်မှာဖြစ်သွားခဲ့တော့ကံကောင်းတာကသူမသေးဘဲနဲ့နိုင်ရုပ်တချို့ပဲကျိုးသွားခဲ့တာ။သူစင်းအောင်ဆင်းပြီးတော့အဲ့ Honda Civic အကြောင်းကိုလိုက်ပြီးတော့စုံစမ်းကြည့်တယ်။သူ့ကားပုံစံနဲ့နံပါတ်တူကားတစ်စီးကိုပရိုက်တာအသင်းတစ်ခုရဲ့ Facebook page တစ်ခုမှာတပုံတွေ့လိုက်ရတယ်။အဲ့တပ်ပုံရဲ့ caption မှာတော့မော်ဘီအထွက်မှာ accident တစ်ခုဖြစ်ပြီးမိသားစု၄ယောက်တေဆုံးသွားခဲ့ပါတယ်ဆိုတယ်လို့ရေးထားတယ်။
အဖေအမေနဲ့သူကလေးနှစ်ယောက်လည်းပါတယ်တဲ့ Apples ကိုဖတ်ပြီးတဲ့အချိန်မှာတော့သူကားထဲမှာကြားခဲ့ရတဲ့ကလေးတန်တွေမိသားစုစကားပြောတဲ့တွေကိုချက်ချင်းသတိရပါတယ်အဲ့နေ့ကစပြီးတော့သူအိတ်ကောင်းမမောင်းရဲတော့ခင်ဗျားတို့မှာကားနဲ့ပတ်သက်ပြီးထူးဆန်းဆန်းကြုံမှုကြလားအမြန်လမ်းတွေမှာရောကြုံမှုကြလားကြုံမှုရင်တော့ကျွန်တော်ရဲ့ HS မြန်မာ Telegram အကောင့်လေးကိုပေးပို့နိုင်ပါတယ်ကျွန်တော်လည်းအလင်းသင့်တယ်လို့ပြန်လည်မျှဝေပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျားတို့ကြုံမှုလားတော့မသိဘူးကျွန်တော်ငယ်ကတက်ခဲ့တဲ့အကြောင်းတွေမှာတရေ6တယ်ဆိုတဲ့ပါဇက်ရာဆိုနေပေါ့သူကစားလိုက်လည်းမသိတဲ့ဇလန်းနေနဲ့ကျောင်းမှာတရေ6တယ်လို့သူ့ဘာသာသူပစ္စည်းထားတဲ့စတိုခန်းကိုလည်းတော့ပိတ်ထားလို့အိမ်ခန်းကလူသေးထားလို့ပိတ်ထားတယ်လို့ပါတော့ပေါ့ဒါတွေကကျွန်တော်တို့တော့ကြောက်စရာပုံမြင်နေလို့ဖြစ်ခဲ့တာပေါ့ဒါပေမဲ့ဒီနေ့ကျွန်တော်ပြောပြပေးမယ့်ဖြစ်ရကတော့ပုံမြင်မဟုတ်ပါဘူးရန်ကုန်မြို့လယ်ကောင်ကနာမည်ကြီးအထက်တန်းကျောင်းတစ်ခုမှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရတစ်ခုပါအဲ့ဒီကျောင်းမှာဆရာမတစ်ယောက်ရှိတယ်သူကစာသင်တာလည်းရမ်းတော်တယ်ကျောင်းသားတွေနဲ့ဆိုရင်လည်းရည်စရာတွေပြောပြီးတော့တင်တက်လို့ကျောင်းသားလည်းချစ်ကြတဲ့ဆရာမတစ်ယောက်ပေါ့ဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကအဲ့ဆရာမရုတ်တရက်စီးကြိုတက်ပြီးတော့သူထိုင်တဲ့ထိုင်ကုန်ပေါ်မှာတင်မူးလဲပြီးတော့ကွယ်လွန်သွားခဲ့တယ်တာဝန်ကျေပွန်လို့နဲ့ဆရာမတစ်ယောက်ရဲ့နောက်ဆုံးချိန်ဟာသူအချစ်ဆုံးကျောင်းသားတွေရှိမှပဲဖြစ်သွားခဲ့တာပေါ့သူဆုံးပြီးနောက်ပိုင်းမှာကျောင်းမှာထူးဆန်းတာတွေစဖြစ်လာခဲ့တယ်အဆိုးဆုံးဟာသူဆုံးသွားခဲ့တဲ့အဲ့ဒီစာသင်ခန်းပဲမနက်စောစောကျောင်းရောက်တဲ့ကျောင်းသားတွေဆိုလို့ရှိရင်အခန်းတကားမဖွင့်နေအပြင်ကနေပြီးတော့မှန်းနေကြည့်လိုက်လို့ရှိရင်အထဲမှာဆရာမတစ်ယောက်ထိုင်နေဆိုပြီးမြင်ရတယ်ကျောင်းသားဆောင်ဦးလေးဆိုရင်လည်းညဘက်အခန်းရှိရဖျက်သွားတဲ့ခါကျလို့ရှိရင်လူရိပ်မြင်ရတာမျိုးတခါတလေညဘက်လုံများလို့ညနေ6 နာရီလောက်မှပြန်တဲ့ဆရာမတွေဆိုလို့ရှိရင်လည်းအဲ့ဒီခန်းမှာဆရာမတစ်ယောက်ထိုင်နေအောင်အထင်သာတွေ့ရတတ်တယ်လေတခါဆရာမတစ်ယောက်ဆိုလို့ရှိရင်ညနေမိုးချုပ်မှာအခန်းရှိရဖျက်တော့အထဲမှာဆရာမတစ်ယောက်ထိုင်နေတာတွေ့လို့မပြန်သေးဘူးလားဆိုပြီးနှုတ်ဆက်ဖို့အခန်းထဲဝင်သွားတာဒါပေမဲ့အထက်ရောက်တော့ဘယ်မှမရှိဘူးဒီလိုနဲ့သတင်းတွေကကျောင်းသားတွေရောဆရာမတွေကြားမှာတဖြည်းဖြည်းပြန့်နှံ့လာတာပေါ့စာသင်နှစ်ကုံတော့အထိဒီလိုပဲကြားနေရတာပေါ့နောက်စာသင်နှစ်တစ်နှစ်လည်းရအောင်ကျောင်းမှာခုံနေမလောက်လို့လားပါလားတော့မသိဘူးအဲ့ဆရာမဒေဆုံးတဲ့ချိန်ကထိုင်ခဲ့တဲ့ထိုင်ကုံကတခြားခန်းတစ်ခုရောက်သွားလိမ့်ရောအဲ့ဒီခန်းမှာလည်းထူးဆန်းတာစားဖြစ်လာပြန်အောင်ဆရာမကတခြားသူတွေကိုဒုက္ခပေးတာမျိုးတော့မဟုတ်ဘူးသူ့ဘာသာသူအိတ်ထိုင်ကုံမှာမကြုံမလို့ပဲဆွဲလန်းနေရအောင်ဒါပေမဲ့သတင်းတွေကပိုကြီးလာတော့ကျောင်းသားမိဘတွေအထိပါတိသွားကြတယ်နောက်ပိုင်းကျတော့ဟုတ်တာတွေရောမဟုတ်တာတွေရောသတင်းတွေကအမျိုးမျိုးဖြစ်လာတော့ကျောင်းဆရာမကြီးလည်းဒီတိုင်းနေလို့မရတော့ဘူးပေါ့ဖုန်းကြီးတွေပါပင့်ရတော့တယ်အဲ့ဒီဖုန်းကြီးပင့်ပြီးတရားနာနေရဆိုလို့ရှိရင်တကယ်ထူးဆန်းတယ်လို့ပြောတယ်ဆရာမမကြုံမလို့ဖြစ်နေတဲ့အိတ်ထိုင်ကုံကြီးကိုဖုန်းကြီးရှိမှချထားပြီးတော့အကျွတ်တရားနာပေးရတာတေဝါတဲ့ဆရာမကလည်းသဘောကောင်းပြီးကျောင်းသားတွေကလည်းချစ်ကြတာဆိုတော့တရားနာရင်းနဲ့ကိုဆရာမအတွက်စိတ်မကောင်းဖြစ်ပြီးငိုတဲ့လူတွေရှိရလို့ပြောတယ်အဲ့လိုအကျွတ်တရားနာပေးပြီးတဲ့နောက်ပိုင်းမှာတော့ဆရာမလည်းကျောင်းသားပေါ်ထားတဲ့တန်ရုံးစင်တွေပြတ်သွားတယ်တင်တယ်တခါတလေကျောင်းမှာမြင်ရတဲ့သူ့ရဲ့ပုံရိပ်တွေကိုဘယ်သူမှထပ်မမြင်ရတော့ခင်ဗျားတို့ကျောင်းတက်တော့ဒီလိုမျိုးဖြစ်ဖြစ်မျိုးတွေကြုံဘူးလားကြုံဘူးရင်တော့ကောမန့်မှာရေးခဲ့ပေးကြပါဦးဒီနေ့တော့ဒီလောက်ပါပဲနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါပရလောကအကြောင်းအရာနဲ့ထူးဆန်းအကြောင်းအရာတွေတင်ဆက်ပေးနေတဲ့ Horror Story မြန်မာနဲ့ကြိုဆိုလိုက်ပါတယ်ဒီဇလန်ကိုပြပြခဲ့တာကျောင်းတငယ်ချင်းကိုတန်းစင်ပါသူငယ်ကသူတို့မိသားစုပြုံးလင်းမှာတကယ်ကြုံတွေ့ခဲ့ရလို့ပြောပါတယ်သူဆက်စပြောချင်းမှာတော့ကျွန်တော်ကမယုံခဲ့ဘူးဒါပေမဲ့သူပြောနေတဲ့အချိန်သူ့မျက်နှာနေထားတွေနဲ့သူ့အတန်တွေကတကယ်ဖြစ်ခဲ့တာဆိုတော့ယုံကြည်လို့ရလိုက်တယ်ကိုတန်းစင်ပြောတာပြုံးလင်းမျိုးနာမှာအိမ်ဟောင်းတစ်လုံးရှိတယ်အဲ့အိမ်ကအင်္ဂလိပ်ခေတ်လက်ရပုံစံလိုမျိုးနဲ့တော်တော်လေးခမ်းထားတဲ့ပုံစံနဲ့အဲ့နားလူတွေကြတော့အဲ့အိမ်ကိုမနေကြကြအောင်ဘာလို့လဲဆိုတော့အဲ့အိမ်ကမကောင်းဆိုပြီးပြောကြတယ်ဒါပေမဲ့ကိုတန်းစင်ဖေကတော့ယုံကြည်မရှိပါဘူးဈေးလဲတက်တာတယ်အိမ်လဲကောင်းတယ်ဆိုတော့သူ့ဖေကအဲ့အိမ်ကိုချက်ချင်းပဲဝယ်ပြီးတော့သူတို့မိသားစုအဲ့အိမ်ကိုပြောင်းနေလိုက်ကြတယ်အစားပိုင်းမှာတော့သူတို့မိသားစုတော့ပြောရှင်းရှင်းပဲအိမ်အသက်ပြောင်းလာတော့အလူတွေလှုပ်လိုက်မုတ်တွေလှုပ်စားလိုက်နေပေါ့ဒါပေမဲ့တပတ်လောက်ကြာတော့ည7 နာရီကျော်တဲ့ချိန်မြို့ကိုကြောင်ဘက်ကနေပြီးတော့စီတက်ထားတဲ့အနံ့လိုညော်နှံ့လိုထွက်နေတာအဲ့အချိန်သူ့မြန်မြို့ကိုကြောင်ထဲမှာလည်းဟင်းနေလည်းမချက်ထားဘူးဒါပေမဲ့အနံ့တွေကပိုပြင်းလာတယ်အဲ့တော့သူ့အဖေကလည်းမေးတာပေါ့ဟင်းမပိတ်ထားဘူးလားဆိုပြီးတော့အဲ့တော့ကိုတန်းစင်မင်းကမြို့ကိုကြောင်ထဲသွားကြည့်လိုက်တယ်အဲ့ဒီမှာဒဲဦးတလုံးကမြို့ပေါ်ရောက်နေပြီးတော့ဒဲဦးကလည်းတော်တော်လေးပူနေတာ
သူ့မိကလည်းကြောင်သွားတော့သူလည်းဘာမှမလုပ်ထားပဲနဲ့ဘာလို့အဲ့လိုဖြစ်နေရလဲဆိုပြီးတွေးနေတာအဲ့အချိန်မှာကိုတန်းစင်ကတော့သူတော်စူခံလိုက်ရသေးရဲ့ဆိုပြီးပြောသေးတယ်မျိုးကြောင်ထဲမှာရှောင်းဆုံးနေပါညာဆိုပြီးတော့နောက်နေ့မနေ့ရောက်တော့ကိုတန်းစင်နဲ့သူ့မိကဈေးကနေပြန်လာတာသူ့မိလည်းစိတ်ထဲတစ်မျိုးဖြစ်တာနဲ့ဈေးအပြင်အိမ်သားချင်းတော်ကြီးတယောက်ကိုသူတို့နေတဲ့အိမ်ကြောင်ကိုမေးလိုက်တယ်အဲ့တော်ကြီးကအဲ့အိမ်ကိုကိုတန်းစင်အဖေဝယ်တော့ကပွဲစားလုပ်ပေးထားတာအစားကတော့တိတ်ပြောချင်တဲ့ပုံဝင်ရအောင်ပဲတော်ကြီးကကိုလိုဒီလိုပဲပြောတာပေါ့ယူဆိုင်ပါညာနဲ့ပေါ့ဒါပေမဲ့ကိုတန်းစင်မိကလည်းစိတ်မရှိရနဲ့ရတယ်ကိစ္စမရှိဘူးအဲ့အိမ်ကြောင်ပွင့်လင်းပြောပြပေးပါဆိုတော့မှတော်ကြီးကလည်းပြောပြတာပေါ့အဲ့အိမ်မှာဟိုးရင်တော့မိသားစုတစုလုံးတည်ခဲ့ဘူးလို့ပြောတယ်အစာပိုင်းမှာတော့သူတို့မတော်ဆလို့ပဲထင်ကြတာဒါပေမဲ့နောက်မှသိလာတာခြံဆောင်နဲ့အိမ်ပေါ်တော်ကြီးပေါင်းပြီးတော့လှုပ်ကြံခဲ့ကြတာအဲ့ခြံဆောင်ကအိမ်ထဲပစ္စည်းနဲ့ပတ်စံနေယူခြင်းလို့ဆိုပြီးတော့အိမ်ပေါ်တော်ကြီးနဲ့ပေါင်းပြီးတော့ကြံလိုက်တာဟီရိုတွေကိုစိတ်ကတ်ထည့်လိုက်တော့အဲ့ညမှာပဲတမိသားစုလုံးမိဖို့ကြောင့်နဲ့ထမင်းစားခန်းထဲမှာတယောက်ပြီးတယောက်လဲကျပြီးတည်ဆုံးသွားခဲ့တယ်ဒီအကြောင်းတိလိုက်ရပြီးတော့ကိုတန်းစင်အမေကတိတ်ပြီးတော့စိတ်ထဲမှာမအေးတော့ဘူးအဲ့လိုနဲ့နောက်နေ့ညလေးရောက်မိဖို့ကြောင့်နဲ့အနံ့ထထွက်လာပြန်အောင်ကိုတန်းစင်အမေကမိဖို့ကြောင့်ပဲသွားကြည့်တာပေါ့အဲ့ဒီမှာကိုတန်းစင်အမေတွေးလိုက်ရတာလူလေးယောက်ထိုင်ပြီးတော့ထမင်းစားနေကြတာတဲ့သူ့မိကအဲ့လိုတွေးလဲတွေးတော့သူတို့မိဖို့ကြောင့်နဲ့မှာထမင်းစားနေတဲ့လူတွေကတကယ်လူတွေလားတရေကြီးလားဇေဇွာဖြစ်နေရပါအဲ့လိုဇဝေဇဝါဖြစ်နေတဲ့အချိန်ထမင်းစားနေတဲ့၄ယောက်စလုံးကတခါတည်းခေါင်းလှည့်ပြီးတော့သူ့မိကိုကြည့်လိုက်တယ်သူ့မိကလည်းကြောက်လန့်ပြီးတော့အိမ်မော်ပြေးတက်သွားတာပေါ့ပြီးတော့သူ့အဖေကိုသွားပြောလိုက်တယ်သူ့ဖေကလည်းအောက်ဆင်းကြည့်လိုက်တော့မိဖို့ကြောင့်တော့ဘယ်သူမှရှိမနေဘူးနောက်နေ့မနေ့ရောက်တော့ကိုတန်းစင်ဖေကဒီလိုဟာတွေလိုထားလို့မရဘူးဆိုပြီးတော့ဖုန်းကြီးသွားပင့်တယ်ပေါ့အိမ်ထဲမှာပဲတရားနာတယ်ပြေးတွေပါရွတ်တယ်အမြတွေပါဝေးတာပေါ့ဒီအိမ်မှာတိတ်ဆုံးခဲ့တဲ့လူတွေအားလုံးကောင်းရမွန်ရရောက်ပါစေဆိုပြီးဆုတောင်းလိုက်တယ်အဲ့ဒီညမှာတော့သူတို့အိမ်ထဲမှာအေးဆေးဖြစ်သွားသလိုပဲဟင်းနဲ့နေလည်းမရတော့ဘူးဘာမှမဖြစ်တော့ဘူးပေါ့အဲ့လိုနဲ့ပဲကိုတန်းစင်တို့မိသားစုကလည်းအဆင်ပြေသွားပြီပဲထင်ခဲ့တာဒါပေမဲ့နောက်နေ့ည7:00 နာရီလောက်လည်းရောက်ဟင်းနဲ့နေနဲ့ညွန်နဲ့နေပြန်ထွက်လာတယ်ပြီးတော့မိဖို့ကြောင့်လည်းကနေအတန်တကြီးနဲ့ငါတို့ရှိသေးရဲ့ဆိုပြီးတော့အော်ကြီးနေရတယ်အဲ့တန်ကိုတန်းစင်ရောသူတို့မိသားစုတစုလုံးကတေချာကြားလိုက်ရတာလေအဲ့အချိန်မှာကိုတန်းစင်ဖေကလည်းမျိုးကြောင့်နဲ့စဉ်းကြည့်တော့လည်းဘယ်သူမှရှိမနေဘူးသူ့ဖေအပေါ်ထဲပြန်ရောက်တဲ့အချိန်ကျရင်တော့အဲ့အတန်ကြီးပြန်ကြားရပြန်အောင်အဲ့ဒီမှာကိုတန်းစင်တို့မိသားစုလည်းအိမ်ညမှာတညလုံးကောင်းမအိတ်ခဲ့ရဘူးပြောတယ်နောက်နေ့မနေ့ရောက်တော့ကိုတန်းစင်ဖေကဒီမှာဆက်မနေတော့ဘူးဆိုပြီးချက်ချင်းပဲအိမ်ပြောင်းလိုက်ကြတယ်အဲ့ဒီနောက်ပိုင်းမှာကိုတန်းစင်ပြောပုံရသူတို့အဲ့အိမ်ကိုရရစီနဲ့ပဲရောင်းလိုက်တယ်ပြောတယ်အဲ့ချိန်မှာကျွန်တော်ကိုတန်းစင်ကိုအဲ့အိမ်မှာနောက်လူတွေနေတော့ရောအဆင်ပြေလားဆိုပြီးမေးလိုက်တယ်သူပြောတာကတော့မပြေပါဘူးကွာတဲ့နေလဲခဏပဲတဲ့ပြီးရင်ပြောင်းပြေးကြတော့တာတဲ့အားလုံးပဲမင်္ဂလာပါ Horror Story မြန်မာ Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာအယုဒ္ဓယုတ်ကြောင့်မိသားစုဘဝပြောင်းလို့ထိဖြစ်သွားတဲ့ကြောက်စရာကောင်းတဲ့ဖြစ်ရမှတစ်ခုလေးပါဒီအကြောင်းအရာလေးကကျွန်တော်တကယ်ချင်းစောစောရဲ့မိသားစုအကြောင်းလေးပါစောစောကသူ့မိန်းမရဲ့9နှစ်အရွယ်သူ့သမီးလေးရဲ့နဲ့ထိုင်းနိုင်ငံချင်းမိုင်မြို့ကလုံကြီးအိမ်တစ်ခုမှာပုံမှန်တိုင်းလေးနေထိုင်နေပါတယ်တနေ့မှာစောစောမိန်းမနဲ့သူ့သမီးလေးကသူတို့အိမ်သား 7-Eleven ကိုသွားပြီးအိမ်ပြန်လာတဲ့အချိန်သူတို့အိမ်သားမှာရှိတဲ့နှကုံးလေးတစ်ခုနာမှာအယုတ်လေးတစ်ရုပ်ပစ်ထားတာကိုတွေ့လိုက်ရတယ်အဲဒီရုပ်လေးကလည်းတန်ရှင်းနေပြီးမျက်နှာလည်းချစ်စရာကောင်းတဲ့ရုပ်လေးပေါ့အဲ့ဒါနဲ့သူ့သမီးကလည်းမြင်တာနဲ့လူချင်းနဲ့ဆိုပြီးသူ့အမေကိုတင်းပူစားတာဆိုတော့ဇော်ဇောမိန်းမကလည်းအိမ်နာ security တယောက်တောင်းမိပြီးတော့ဒီရုပ်ယူလို့ရလာပေါ့အဲ့ security ကလည်းယူလို့ရလို့ပြောတယ်အဲ့ဒါနဲ့ပဲသူတို့အဲ့အရုပ်ကိုအိမ်ယူလာခဲ့တယ်သူတို့မသိခဲ့တာဒီရုပ်ကသူတို့ရဲ့ဘဝကိုပြောင်းလဲသွားစေမဲ့အစဖြစ်ခဲ့တာပါအဲ့ရုပ်ကိုအိမ်ထဲယူလာပြီးနောက်ပိုင်းသူတို့အိမ်မှာထူးဆန်းတဲ့အရာတွေစတင်ဖြစ်လာတယ်ညဘက်ဒီမှာလည်းအိမ်ထဲမှာတယောက်လမ်းလျှောက်လို့ခြေစံနေကြားလာတယ်မျိုးကြောင့်လည်းအုတ်ခွက်ပကံနေလည်းအဲ့လိုမျိုးထိခိုက်တဲ့အတန်လေးလို့ထွက်လာတယ်တခါတလေအိတ်တဲ့အချိန်တယောက်ကလှုံလို့လိုမျိုးခံစားရတယ်တရားဆိုလို့ရှိရင်စောစောမိန်းမသူတို့မိသားစုအပြင်မသွားခင်အဲ့ရုပ်လေးကိုဗီဒီယိုထဲထည့်ခဲ့တာဒါပေမဲ့သူတို့ပြန်ရောက်တဲ့အချိန်ကျတော့အဲ့ရုပ်ကအဲတန်းတွေကိုပြန်ရောက်နေတတ်တယ်အစမှာတော့အဲ့ရုပ်ကပုံမှန်ရုပ်လိုပဲထင်ခဲ့ကြတာဒါပေမဲ့တဖြည်းဖြည်းပိုကြောက်စရာကောင်းတာတွေဖြစ်လာခဲ့တယ်စောစောသမီးလေးကလည်းအဲ့ရုပ်နဲ့အမြဲတမ်းစကားပြောနေတတ်တယ်စောစောနဲ့သူမိမမေးကြည့်တော့လေအဲ့ရုပ်ကစကားပြန်ပြောရလို့ပြောတယ်အဲ့ဒါပြင်စောစောသမီးလေးကနောက်ပိုင်းကျတော့သမီးတငယ်ချင်းကသူလဲဗိုက်စားတယ်ပြောတော့ထမင်းစပွဲမှာအဲ့ရုပ်လေးကိုပါတင်ထားပြီးသူတို့စားကြတယ်ဒီလိုနဲ့နောက်ပိုင်းမှာစောစောသမီးရဲ့လက်တွေမှာလည်းမတိမတာချက်ရလေးထင်လာတယ်လက်မောင်းတွေမှာလည်းအညိုခွက်တွေပေါ်လာတယ်စောစောသမီးကအပြင်မှာဘယ်သူနဲ့မှလည်းမစောဘူးတယောက်တည်းပဲအိမ်ထဲမှာပဲအယုတ်လေးနဲ့ပဲစောနေတာဆိုတော့စောစောနဲ့သူမိမကလည်းအရန်အောင်ကြောက်လာကြတယ်အဲ့ဒီရုပ်အိမ်ကိုရောက်ပြီးတဲ့နောက်ပိုင်းမှာစောစောကလည်းအကြောင်းမျိုးကြောင့်အလုပ်ပြုတ်သွားတယ်ဆိုတော့စီးပွားရေးကလည်းကြာဆင်းလာတယ်
သူတို့မိသားစုမှာကံမကောင်းမှုတွေလည်းဇက်တိုက်ဖြစ်လာအိမ်ထဲမှာလည်းအမြဲတမ်းမကောင်းတဲ့အငွေ့သက်တစ်ခုရှိရလို့ခံစားနေရတယ်နောက်ဆုံးမှာတော့သူတို့ကအထက်လန်းဆရာတယောက်ကိုကူညီတောင်းခဲ့ရတယ်အဲ့ထက်လန်းဆရာပြောတာအိမ်ထဲမှာပြူစားထားတဲ့အယုတ်ပြုတ်ရောက်နေတယ်လို့ပြောတယ်ဆိုတော့သူတို့လည်းချက်ချင်းမှသတိရပါတယ်အဲ့ဒါစောစောမိမနဲ့သူသမီးလေးယူလာတဲ့အယုတ်ပဲဖြစ်မယ်လို့တခါတည်းသူတို့တန်းတီးပါတယ်သူတို့နဲ့သူတို့အဲ့ရုပ်ကိုယူခဲ့တဲ့နှကုန်းနေရာမှာပဲပြန်သွားထားခဲ့ကြတယ်တရက်နေ့လောက်နေတော့သူတို့အိမ်သားကလေးတယောက်ကအဲ့ရုပ်ကိုယူသွားတယ်ဆိုတာသူတို့မြင်လိုက်ရတယ်ဒါပေမဲ့အဲ့ကလေးနဲ့သူတို့မိသားစုဘာတွေဖြစ်နေလဲဘာတွေဖြစ်သွားလဲဆိုတာဘယ်သူမှမသိအောင်စောစောတို့မိသားစုကလည်းအဲ့ရုပ်မရှိတဲ့နေရာစားပြီးတော့ပို့ပြီးတော့အဆင်ပြေလာတယ်စောစောကလည်းသူအလုပ်တွေပြန်ရလာတယ်သူတို့ကန်ဆိုးမှုတွေကလည်းရပ်တန့်သွားတယ်သူသမီးလေးခန္ဓာကိုယ်မှာထင်နေတဲ့စင်းချောင်းတွေနဲ့ညိုခွက်တွေကလည်းတဖြည်းဖြည်းပျောက်သွားတယ်ဒီလိုမျိုးတခြားသူတွေပြစ်ထားတဲ့အရာတွေကိုမတိပဲယူလာတာအနေနဲ့ဖြစ်စေနိုင်တယ်ဆိုတာဒီဇလန်လေးကအသိပေးနေပါတယ်ကျွန်တော်တို့ဆိုရင်အဲ့လိုရုပ်ကိုယူမလားမယူဘူးလားဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကျွန်တော်ငယ်ငယ်တော့ရက်ကွက်ထဲမှာကားတိုက်ပြီးတည်ဆုံးသွားတဲ့ကောင်လေးတယောက်အကြောင်းပေါ့ဒီဖြစ်ပျက်ကိုကျွန်တော်ဦးလေးနဲ့ရက်ကွက်ထဲလူတချို့ကပြန်ပြောလို့ကျွန်တော်သိခဲ့ရတော့အသက်20ဝန်းကျင်လောက်ရှိတဲ့ကောင်လေးတယောက်ကည7နာရီလောက်သူဘီယာဆိုင်ကနေပြီးတော့ဘီယာတောက်ပြီးတော့ပြန်လာတာပေါ့သူ့အိမ်ကိုပြန်လာတာကဒီဘိုလန်းကနေပြီးတော့ပြန်လာတာကျွန်တော်ငယ်တုန်းကအခုခေတ်လိုမျိုးတော့လမ်းမီးတွေကောင်းကောင်းမရှိသေးဘူးရှိရဲဆိုတော့မိန်လေးပဲရှိတာပြီးတော့ဘူလန်းမကလည်းညဘက်7နာရီချင်းဆိုတော့လူကလည်းပြတ်တယ်ပုံမှန်လူရှိရဲ့နေရာတွေဆိုလို့လက်ဖေးဆိုင်လောက်နဲ့ဒီစိုက်ကားကြီးလောက်ပဲရှိကြတာအဲ့လိုနဲ့သူလမ်းလျှောက်လာနေတော့ဒီအချိန်ပြင်းပြင်းကားတစ်စီးကသူ့တိုက်ပြီးတော့ထွက်ပြေးသွားကြည့်ရတာသူတိုက်ခံပြီးချင်းမှာပဲပွဲကြီးမင်းပဲတည်ဆုံးသွားလို့ထင်တာအဲ့ဒါနဲ့ဒီကားကတစ်ခုနဲ့အချိန်ပြင်းပြင်းတိုက်လိုက်တဲ့အတန်ကိုလက်ဖေးဆိုင်ကလူတချို့ကကြားလိုက်ရတာပေါ့ဆိုတော့သူတို့ကလည်းထွက်ကြည့်ကြတော့ကားကလည်းတော်တော်ဝေးရောက်နေပြီတော့ကားနံပါတ်တွေပါလည်းမမှတ်မိဘူးပေါ့အစတော့သူတို့ကလည်းပစ္စည်းတစ်ခုတိုက်သွားတယ်လို့ပဲထင်တာနောက်တော့မှလူတိုက်မှန်းတီးလိုက်ရတော့သူတို့ကလည်းပြေးသွားကြည့်ကြတာသူတို့သွားကြည့်တဲ့အချိန်မှာပဲအိတ်ကောင်လေးအသက်မရှိတော့ဘူးဆိုလက်ဖေးဆိုင်လူတချို့ကလည်းဒီအိတ်ကောင်လေးကိုတီးကြတော့အိတ်ကောင်လေးအိမ်ကိုချက်ချင်းပဲကြောင်းကြရတယ်ဒီလိုနဲ့ရက်လေနေရောက်တော့ဖုန်းကြီးတွေကလည်းစွန့်တုပ်ဖို့အိမ်လာတာပေါ့ဒီအိမ်ရှိနားရောက်တော့ရေတိုင်ကြီးနားမှာအင်းကြီးအနက်နဲ့ကောင်လေးတယောက်ထိုင်နေအောင်ဒီတိုင်းပဲဖုန်းကြီးကအမှတ်တမဲ့တွေ့ရအောင်ဆိုတော့ဖုန်းကြီးကအိမ်မော်လဲရောက်လဲရအောင်တရားမနာခင်မို့တေသွားတဲ့ကောင်လေးရဲ့အမေကိုလှမ်းပြောလိုက်တယ်ဖုန်းကြီးတစ်ပါးကနေပြီးတော့ဒီတရားနာလူတွေကလည်းအိမ်မှာလည်းအရန်မပြည့်နေဘူးပေါ့နော်ရမ်းမဲ့လူခက်ကြဲကြဲလေးပဲဆိုတော့အိမ်ရှိမှာကောင်လေးတယောက်ထိုင်နေရပေါ့ဒီတရားနာဖို့ဆိုလို့ရှိရင်လည်းတော့ခေါ်လိုက်ပေါ့လို့သူ့အမေကိုပြောအိမ်မှာအိတ်ကောင်လေးအမေကတခါတည်းငိုပါလေရောဘာလို့လဲဆိုတော့အိတ်ကောင်လေးကသူ့သားဖြစ်နေမှသူသိနေအောင်ဆိုတော့ဈေးကြိုသွားတဲ့လူတွေရှိတယ်ပေါ့နော်ကျွန်တော်ရက်ကွက်မှာငယ်တော့ဒီမနက်စောကြီး3နာရီ4နာရီလောက်ထပြီးတော့ဒီတီတီမင်္ဂလာဈေးဘက်ကိုသွားပြီးတော့ဈေးတွေသွားဝယ်တယ်ပြီးတော့မှဈေးထဲမှာပြန်သွားရောက်တဲ့လူတွေရှိတာပေါ့ဆိုတော့အဲ့လိုလူတွေကလည်းသူဈေးကြိုသွားတဲ့ချိန်မှာသူတို့အိမ်ရှိနာဖြတ်သွားတဲ့အကောင်လေးတယောက်ကရေတိုင်ကြီးနားမှာချိုးပေးပြီးထိုင်နေအောင်တွေ့ရလို့ခဏခဏပြောကြတယ်ဆိုတော့အဲ့ကောင်လေးမျိုးလည်းခဏခဏလာပြောကြတော့သိတယ်ပေါ့နော်သူ့သားမကြုတ်ဘူးဖြစ်နေတာပေါ့နော်အဲ့ဒါနဲ့သူ့မိကလည်းအိမ်ရှိထွက်ပြီးတော့တားရဲ့တရားလာနာပါဆိုပြီးလှမ်းခေါ်တာပေါ့အဲ့ဒါနဲ့ပဲသူတို့တရားစနာဖြစ်တယ်ပေါ့တရားစနာတဲ့အချိန်မှာလေတွေဘာတွေမတိုက်ပဲနေသူတို့အိမ်ရှိဖနက်ချွတ်တဲ့နေရာပေါ့နော်အဲ့နေရာနေပြီးတော့တပစီလဲသလိုမျိုးငုံလဲဆိုပြီးဖနက်တွေခုန်ပြုတ်ကြအောင်ပါတယ်ပေါ့ဘုန်းကြီးတွေကလည်းအချိန်တွေကိုသဘောပေါက်တော့ဒီတရားနာတဲ့လူတွေကိုဆက်ပြီးတော့ဒီမကြောက်ဘူးပေါ့နော်ဒီတိုင်းပဲတရားဆက်နာဖို့ပြောကြတယ်ပေါ့ဒီလိုနဲ့ရက်လေပြီးသွားတဲ့နေ့ဒီကောင်လေးကမကြွပဲနဲ့အိတ်တိုင်နားမှာတွေ့ရဆိုပြီးပဲဈေးကြိုသွားတဲ့လူတွေကလည်းထပ်ပြီးပြောကြတာပေါ့အဲ့တော့သူ့မိကလည်းဘေးရင်းနဲ့ကြားမြင်စရာတွေမေးတာပေါ့ဒီဘာလို့မကြွတာလဲဘာလို့ဒီတရားနာဘာလို့မကြတယ်မေးတော့ဒီဘေးရင်းစရာတွေကြားမြင်စရာတွေကလည်းပြောကြတာသူ့တိုက်ဝါးလူတော့မမီသေးလို့မကြွသေးတာလို့ဆိုပြီးပြောတာပေါ့ဆိုတော့ဒီအကြမ်းမြင်စရာကနေတစ်ဆင့်ကားတိုက်တဲ့လူပုံစံကားပုံစံအဲ့လိုမျိုးတွေမေးရထင်ပါတယ်ကျွန်တော်ထင်တာတော့အဲ့ဒါသူတို့အချက်လက်တချို့ရပြီးတော့ရဲစခန်းသွားပြီးတော့အချက်လက်တချို့သွားပေးတာပေါ့အဲ့လိုနဲ့ပဲနောက်ပိုင်းကျတော့ဒီရဲစခန်းတွေကိုတိုက်ဝါးတဲ့လူမိသွားတယ်လို့ပြောတယ်ဆိုတော့အဲ့နောက်ပိုင်းကျမှကောင်လေးကလည်းကြော်သွားတယ်လို့ဆိုပြီးလည်းပြောကြတယ်ဒီဈေးကျသွားတဲ့လူတွေကလည်းထပ်ပြီးမတွေးတော့ဘူးပေါ့ဒီသူ့အမေကိုပြောကြတော့သူ့အမေကလည်းနည်းနည်းစိတ်သက်သာရပါတယ်ခင်ဗျားတို့ကဒီလိုမျိုးအဖြစ်အပျက်တွေကြုံမှုကြရလားဒီလိုမျိုးမကျွတ်လွတ်တဲ့အဖြစ်အပျက်တွေဒီအာသုဘရင်အဖြစ်အပျက်တွေကြုံမှုကြလားကြုံမှုရင်တော့ comment ထဲမှာမျှဝေပေးခဲ့ပါဦးကျေးဇူးတင်ပါတယ်လူတွေကအိမ်ဝယ်မယ်တိုက်ဝယ်မယ်ဆိုလို့ရှိရင်ဈေးတန်တဲ့အရာမျိုးပြင်ကြတာကြီးပဲဒီဇလန်ကကျွန်တော်ကောင်မလေးပြောပြခဲ့တယ်
စမ်းချောင်းကဥစ္စာဆောင်ရှိတဲ့တိုက်ခန်းတစ်ခန်းအကြောင်းပါကျွန်တော်ကောင်မလေးရဲ့အတော်ဟာမန္တလေးမှာနေပြီးတော့သူကရန်ကုန်ကစီးတင်တော်တဲ့တိုက်ခန်းတွေဝယ်တယ်ပြီးလို့ရှိရင်အခန်းငှားစားတာတွေလုပ်တယ်တနေ့မှာစမ်းချောင်းမြို့နယ်ထဲဟာတိုက်ခန်းတစ်ခန်းကို Facebook ပေါ်ပွဲစားတယောက်တင်လာတာတွေ့လိုက်တယ်အဲ့တိုက်ခန်းကနေရာကောင်းဒါပေမဲ့တခြားခန်းနေတဲ့ဈေးအများကြီးတက်တာနေဘာလို့လဲလို့ကျွန်တော်ကောင်မလေးရဲ့အတော်ဟာပွဲစားကိုမေးတော့ပွဲစားပိုင်ရှင်ကရေးပုံငွေလိုတဲ့အဲ့လိုပဲပြန်ပြောတယ်ဈေးကလည်းတက်တာလုံးနေတော့ကျွန်တော်ကောင်မလေးရဲ့အတော်ဟာဘာမှမစဉ်းစားတော့ပဲတခါတည်းဝယ်လိုက်တော့တယ်ဝယ်ပြီးရဲ့နောက်ပိုင်းကျွန်တော်ကောင်မလေးရဲ့အတော်ဟာရန်ကုန်ကိုအလုပ်ကိစ္စရှိလို့လာတဲ့ခါဆိုလို့ရှိရင်အိတ်ခမ်းမှာပဲနေတတ်တယ်အစာပိုင်းမှာတော့ဘာမှသိမဖြစ်ဘူးဒါပေမဲ့တညမှာတော့ကျွန်တော်ကောင်မလေးရဲ့အတော်ဟာရေချိုးဖို့အိတ်ခမ်းထဲကဝစ်တင်ကုန်မှာလက်စော့ချွတ်ထားခဲ့တယ်ဒါပေမဲ့သူရေချိုးပြီးပြန်လာတဲ့ခါကျတော့အဲ့လက်စော့ကမရှိတော့ဘူးအိမ်ထဲမှာသူတယောက်တည်းပဲနေနေတာရတာနဲ့သူမတင်ငါလို့ဗရင်ပေါက်တွေတကားတွေစစ်ကြည့်တော့လဲဘာမှခြေရလက်ရမပြောဘူးတကူဝင်မဲ့လက္ခဏာလည်းမရှိဘူးအဲ့ဒါနဲ့သူ့တော်လည်းပြန်စဉ်းစားတော့လဲသူအိမ်ငန်းထဲမှာပဲထားခဲ့တာဆိုပြီးပဲတွေးလို့ရတယ်ဒါပေမဲ့အိမ်ထဲမှာအနှံ့ရှာတော့လည်းမတွေးပြန်ဘူးကရင်အောက်တွေဝစ်ဗီတို့တွေရေချိုးခန်းတဲ့အထိပြန်ရှာတော့လည်းမတွေးပြန်ဘူးအဲ့ဒါနဲ့ပဲအိမ်ထဲကတနေရာမှာရှိပါပါဆိုပြီးပဲဒီတိုင်းပဲထားလိုက်တော့တာအိမ်ညမှာပဲပူပြီးထူးဆန်းတဲ့အရာတစ်ခုကဖြစ်လာတယ်ညနေပိုင်း2နာရီလောက်မှာမြို့ဆောင်ဘက်ကနေပြီးတော့ဘေးစင်ကနေရေဖွင့်တဲ့တန်ကြားနေတာအဲ့ဒါနဲ့သူ့တော်လည်းစမ်းချောင်းတိုက်ခန်းတွေကဘေးကင်းကဲ့ရဲ့ဖြစ်နေရလဲဖြစ်တော့ဘေးကန်းကရေဖွင့်တဲ့တန်ဆိုပြီးပဲအာယုံသိမ့်မထားလောက်ဒါပေမဲ့နောက်တစ်ညမှာလည်းအဲ့လိုပဲနောက်တစ်ညကျတော့ရေချိုးခန်းထဲကအတန်ကြားရတာရေချိုးခန်းထဲမှာရေပါပွင့်နေတဲ့အတန်ပေါ့အဲ့လိုရှင်းရှင်းလင်းလင်းကြားရတာအဲ့ကျွန်တော်ကောင်မလေးရဲ့တော့လည်းလမ်းပြန်ပြီးတော့မျိုးကြောင်နဲ့လည်းသွားကြည့်တယ်ပြီးတော့ရေချိုးခန်းလည်းသွားကြည့်တော့ရေချိုးခန်းရေပိုက်ကောင်ကနည်းနည်းလေးပွင့်လာအဲ့ဒါနဲ့သူ့တော်လည်းတေချာပေးထားပါတယ်ဆိုပြီးပဲတွေးနေတာဒါပေမဲ့သူ့တော်မနှက်ပြန်မနှက်ဆိုလို့ရှိရင်မန္တလေးပြန်ရတော့မယ်ဆိုတော့တိတ်ပြီးလည်းအာရုံမထားတော့သူတို့နဲ့မနေ့ရောက်တော့မြန်မြန်ချင်းစံတိုက်ခန်းအတော်ကြီးရွှေမီကိုဖုန်းနံပါတ်တွေပါပေးထားလိုက်တယ်တိုက်ခန်းကိစ္စရေးကြီးတစ်ခုရှိလို့ရှိရင်ဖုန်းခေါ်ဖို့တော့ပေါ့အဲ့ဒါနဲ့အိမ်တော့ပူတစ်ချောင်းမှာပေးထားခဲ့လိုက်တယ်3ရက်လောက်ကြာပြီးတော့ကျွန်တော်ကောင်မလေးရဲ့အတော်စီကိုဖုန်းတစ်ခုလာတယ်အဲ့ဒါအတော်ကြီးရွှေမီစီကလာတဲ့ဖုန်းပေါ့ Hello အတော်ကြီးရွှေမီပြောတာညီမရေးတဲ့ရန်ကုန်ပြောင်းနေရတော့လာမတွေ့ဘူးနော်တဲ့အဲ့ဒါနဲ့ကျွန်တော်ကောင်မလေးရဲ့အတော်လေးလန့်သွားတယ်မန္တလေးမှာပဲရှိတဲ့အကြောင်းပြန်ပြောတာပေါ့သူရန်ကုန်လည်းမလာမိပါဘူးပေါ့မန္တလေးမှာပဲခုတည်းရှိသေးရဲ့ပေါ့ခဏနေလောက်တော့အတော်ကြီးရွှေမီပြန်ပြောတာမနက်9နာရီလောက်မှာအိမ်ငန်းထဲမှာပေါ့နော်ပြောင်းနိုင်ပြီးထုံပြီးလမ်းလျှောက်နေရလို့သူတွေးလိုက်တယ်ပေါ့လူကြီးကိုတွေးလိုက်တယ်ပေါ့အဲ့ဒါနဲ့ဒေါ်ကြီးရွှေမီကလည်းစဉ်းစားတာပေါ့လက်စစ်မီလာနေရချင်းပြောင်းနိုင်ပြီးထုံပြီးအခန်းထဲဝင်လိုက်ထွက်လိုက်လုံနေရဘာလို့လဲဆိုပြီးသူလည်းတွေးနေအောင်အဲ့ဒါနဲ့ဖုန်းပြောနေရင်ချက်ချင်းပဲဒေါ်ကြီးရွှေမီကတော့ယူပြီးတော့ကျွန်တော်ကောင်မလေးဒေါ်ရဲ့အခန်းကိုသွားစစ်ပေးတယ်တကားတော့တွေကလည်းပုံမှန်အတိုင်းပဲဖုန်းမီအခန်းထဲဝင်ကြည့်တော့လေဘာမှခြေရလဲပြတ်တာလည်းမတွေ့ဘူးအဲ့ဒါနဲ့နောက်နေ့မနက်9နာရီမှလည်းဒေါ်ကြီးရွှေမီကထပ်မြင်မြန်အောင်ကျွန်တော်ကောင်မလေးရဲ့တော့အခန်းထဲမှာအဲ့လိုမျိုးလူရင်းနဲ့ဖျောင်းနိုင်ထုံပြီးတော့ဝင်လိုက်ထွက်လိုက်လုံနေအောင်ပေါ့နော်အခန်းထဲမှာအဲ့လိုတူလို့တူတော့ဒေါ်ကြီးရွှေမီကသူ့အိမ်ကလူ2ယောက်ပါခေါ်သွားပြီးအိမ်ခန်းထဲကိုသွားကြည့်တယ်ဝင်ချင်းမဲ့မျိုးဆောင်ဘက်ကတော့ရေတန်းတန်းနဲ့ကြားလိုက်တယ်ကြည့်လိုက်တော့ရေပိုက်ကတေချာမပိတ်ထားတော့ရေနည်းနည်းထွက်နေတဲ့ပုံစံဖြစ်နေတာအဲ့ဒါနဲ့ဒေါ်ကြီးရွှေမီတို့ကလည်းအခန်းထဲကိုပတ်ပြီးတော့ရှာတယ်ဘာလူရင်းမှလည်းမတွေ့ဘူးဘာဖျောင်းနိုင်မှလည်းမတွေ့ဘူးအဲ့လိုနဲ့ရှာရင်းနဲ့ဘေးစင်ပေါ်မှာလက်စွပ်တစ်ခုကိုဒေါ်ကြီးရွှေမီတွေ့လိုက်ရတယ်အဲ့ဒါနဲ့ကျွန်တော်ကောင်မလေးရဲ့တော့ဖုန်းခေါ်ပြီးလက်စွပ်တစ်ခုတွေ့ရပြောတော့အဲ့လက်စွပ်ကဟိုနေ့ကပျောက်သွားတဲ့လက်စွပ်ဖြစ်နေတယ်ဒီလိုနဲ့အိမ်ထဲမှာလည်းဘာမှမရှိရနဲ့တကားတွေပါရေးတေချာပေးလိုက်တယ်လက်စွပ်ကိုတော့ဒေါ်ကြီးရွှေမီကခဏတင်ထားပေးလိုက်တယ်မနေ့လောက်ရောက်တော့ဒေါ်ကြီးရွှေမီကရက်ခွက်ထဲကလူတွေကိုလိုက်ပြီးမေးကြည့်တော့ဒေါ်ကြီးရွှေမီကလည်းနေကန်မဟုတ်တော့နေကန်ဖြစ်နေတဲ့လူတွေကိုလိုက်ပြီးမေးကြည့်တာပေါ့နေကန်ဖြစ်နေတဲ့လူတွေပြောတာဟိုးရင်တိုက်ဆောက်ပြီးကစားအိတ်ခမ်းပိုင်ရှင်အမျိုးသမီးတယောက်ရှိတယ်ပေါ့အဲ့အမျိုးသမီးကယတနာကုန်တယ်ပေါ့လောဝေဒနာကိုစူဆောင်းတဲ့လူတွေပြီးရင်လောဝေဒနာလေးရောင်းတယ်ပေါ့တညမှာအဲ့အမျိုးသမီးကအိမ်ထဲမှာပဲသူတယောက်တည်းတွေးတူးပြီးတော့အုံနောက်လေးချော့ပြပြီးသေသွားတယ်ဆိုတော့သူသေပြီးတဲ့အခါမှာမြန်ချင်းဆိုင်တိုက်ကလူတွေကအဲ့အခန်းကိုမနှံဆွေးကြည့်လိုက်တယ်ဆိုလို့ရှိရင်အမျိုးသမီးတယောက်ပေါ့နော်ဖျောင်းနိုင်ထုံပြီးအခန်းထဲဝင်လန်းထွက်လိုက်လုံနေပြီးတစ်ခုရှာနေဆိုခဏခဏမြင်ကြတယ်ဆိုတော့မြင်တာလည်းတယောက်နှစ်ယောက်မဟုတ်ဘူးမြင်တဲ့လူတွေများလာတော့ပြောစရာဖြစ်လာတော့ပေါ့နော်ပြီးတော့အိမ်ခန်းမှာနေတဲ့လူတွေကလည်းပစ္စည်းခဏခဏပျောက်တတ်တယ်လို့ပြောကြတယ်တချို့ပျောက်တဲ့ပစ္စည်းတွေကတော့တစ်ခါတလေပြန်တွေ့တယ်ပေါ့နော်တချို့ကျတော့ပြန်မတွေ့တော့အိမ်ပိုင်ရှင်အသက်တွေဆိုလို့ရှိရင်သူတို့နေရင်လည်း3လမပြည့်ခင်ခဏခဏပြောင်းသွားကြတယ်လို့ပြောကြတယ်ဆိုတော့အိမ်ပိုင်ရှင်တွေကသူတို့ပြောင်းသွားပြီးခါကျအိမ်ငါးကြီးလည်းထက်တင်ကြတယ်ပေါ့နော်သူတို့လည်းမနေကြတော့အိမ်ငါးရဲ့တင်တဲ့ခါကျလို့ရှိရင်3လမပြည့်ခင်ပဲခဏခဏပြောင်းသွားကြတာဆိုတော့ကျွန်တော်ကောင်မလေးတော်ကလည်းအတော်ကြီးရွှေမီးစရာနဲ့ဒီကိစ္စကိုသိလိုက်ရတော့အိမ်ခန်းကိုရောင်းဖို့ပဲဆုံးဖြတ်လိုက်တော့တယ်ဆိုတော့ဈေးတော်လျှော့ပြီးရောင်းရမယ်တနည်းကျော်လောက်မှလည်းရောင်းထွက်တယ်အခန်းရောင်းပြီးတဲ့နောက်ပိုင်းမှာအိမ်ခန်းမှာဘာတွေဆက်ဖြစ်လဲဆိုတော့မသိတော့ဘူးဆိုတော့တစ်ခါတလေဈေးတက်တာတဲ့အရာတွေမွေခင်ဘာလို့တက်တာလဲဆိုတော့တစ်ခါတော့ကျွန်တော်တို့စဉ်းစားကြည့်တယ်အဲ့လိုမှမဟုတ်ရင်တော့ခမရဲ့အိမ်ထဲမှာလည်းဖျောင်းနိုင်တဲ့မျိုးသမီးတယောက်ရှိနေနိုင်ပါတယ်ကျေးဇူးတင်ပါတယ်အခုတခါကျွန်တော်ကမ်ဘောဒီးယားမှာဗီဇာလာရန်တော့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးပါဖန်နိုမင်ဟိုတယ်တစ်ခုမှာကျွန်တော်ထွက်ပါပြေးခဲ့ရတဲ့အဖြစ်အပျက်လေးကို
ကျွန်တော် Phenomen Hotel တခုမှတဲတော့အခန်းလည်းတော်တော်လေးကောင်းတယ် modernize လည်းဖြစ်တယ်သူ့ရဲ့လိတ်ကားတွေကအစားလက်နဲ့ဖုံးပိတ်စရာမလိုပဲနဲ့ remote နဲ့နှိပ်ပြီးလုပ်လို့ရတယ်အခန်းရဲ့ view ကလည်းတစ်မျိုးလုံးကိုမြင်ရတဲ့ view မျိုးဆိုတော့ကျွန်တော်တော်တော်လေးသဘောကျတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ခမောက်လည်းဖြစ်ဘူးလားတော့မသိဘူးအိမ်တင်ရောက်တဲ့အခါမှာအိမ်ကတခုရှိသလိုမျိုးစိတ်မတတ်တာမျိုးပေါ့ကျွန်တော်လည်းအဲ့လိုခံစားချက်မျိုးအိမ်ခန်းထဲမှာရနေတာအခန်းတက်မြတ်ပြီးတော်တော်လေးနေကျင်စရာကောင်းပေမဲ့ကျွန်တော်စိတ်ရောက်တိတ်ပြီးတော့မတန့်ခဲ့ဘူးကျွန်တော်လည်းခီးပန်းတာကြောင့်စိတ်မကြည်ရဖြစ်လို့ပဲဆိုပြီးတွေးလိုက်တော့တယ်အဲ့ဒါနဲ့ညရောက်တော့ကျွန်တော်တယောက်တည်းဆိုတော့နည်းနည်းလေးကြောက်တာနဲ့ TV ဖွင့်ပြီးမီးတွေပါဖွင့်ပြီးတော့အိတ်လိုက်တော့တယ်ကျွန်တော်ညအိတ်နေတော့ရုပ်တရက်ကျွန်တော်အတန်တစ်ခုကြောင့်လန့်နိုးလာခဲ့တယ်တကြီးကြီးဆိုပြီးအတန်ကြီးမြည်နေအတန်ကြီးနေပေါ့ကျွန်တော်တော်တော်လေးလမ်းဖြောင်သွားတယ်ဘာဖြစ်တာလဲဆိုပြီးတော့ကျွန်တော်လည်းအတန်လာရအောင်ကျွန်တော်လိုက်ရှာပြီးကြည့်လိုက်တယ်ကျွန်တော်တွေးလိုက်ရတာကလကာသူ့ဘာသူဖွင့်လိုက်ပိတ်လိုက်ဖြစ်ပြီးအတန်နေထွက်နေအားနဲ့ကလကာ remote ကိုရှာပြီးတော့ကျွန်တော်ပိတ်တဲ့ခလုတ်နှိပ်လိုက်တော့သူ့ဘာသူတော့ငြိမ်သွားတယ်ပေါ့ကျွန်တော်လည်းအားနဲ့သူ့ဘာသူ error တက်တာဆိုပြီးတော့ပဲကျွန်တော်ပြန်အိတ်လိုက်တော့တယ်ကျွန်တော်မနေ့ရောက်တော့ဟိုတယ်ဝန်ထမ်းတွေကိုတွားပြီးပြောလိုက်တော့သူတို့ကလည်းချက်ချင်းပဲလာပြင်ပေးတော့ပြန်ကောင်းသွားပြီလို့တော့ပြောတယ်နောက်နေ့ညရောက်တော့ကျွန်တော်7 နိုင်လောက်မှကျွန်တော်ဖူးပန်တာကနေမုတ်တစ်ခုမှစားဖြစ်တယ်ခဏကြာတော့ delivery လေးရောက်လာတော့ကျွန်တော်ဓာတ်လေကားနေပြီးတော့အောက်ဆင်းပြီးယူလိုက်တယ်ဓာတ်လေကားထွက်တော့ကျွန်တော် reception ကြည့်လိုက်တော့ဘယ်သူမှလည်းမရှိဘူးပေါ့နော်ကျွန်တော်ညဘက်ဆိုတော့လည်းလူမရှိဘူးထင်ပါတယ်ကျွန်တော်မုတ်ထွက်ယူပြီးတော့ကျွန်တော်ပတ်စံတွေမှာရှင်းပြီးတော့ဟိုတယ်ထဲပြန်ဝင်သွားတဲ့ချိန်အနောက်ကလူတယောက်လိုက်လာတော့ကျွန်တော်သတိထားမိလိုက်တယ်နောက်လဲကြည့်လိုက်တော့ဟိုတယ်ဝန်ထမ်းဝတ်စုံနဲ့ဆိုတော့လေကျွန်တော်လည်းဒီတိုင်းပဲဒီဟိုတယ်ဝန်ထမ်းပဲဆိုပြီးတော့တွေးလိုက်တော့အားနဲ့ကျွန်တော်ဓာတ်လေကားစီတော့ဓာတ်လေကားခေါ်လိုက်တယ်ပေါ့ဓာတ်လေကားခေါ်နေချိန်မှာကျွန်တော်ခေါင်းငုံပြီးတော့ပဲဖုန်းသုံးနေတာအားနဲ့ကျွန်တော်ဓာတ်လေကားပွင့်တော့ကျွန်တော်အထဲကိုကြည့်လိုက်တဲ့ချိန်မှာဟိုတယ်ဝန်ထမ်းဝတ်စုံတဲ့လူတယောက်ကကြောပေးပြီးအနောက်ကြီးလှည့်ပြီးနေနေတာသူမတက်ကြီးရက်နေအောင်မြင်သေးသေးအားနဲ့ကျွန်တော်လည်းမြင်မြင်ချင်းလန့်ပြီးအမလီပါអော်လိုက်တော့သူကလည်းကျွန်တော်တန်ကြားပြီးအရှိဘက်ကိုပြန်လှည့်လာတယ်ကျွန်တော်လည်းတယ်လီကားထဲဝင်ပြီးနံပါတ်6ကိုနှိပ်လိုက်တယ်အဲ့ဒါနဲ့ကျွန်တော်တယ်လီကားထဲမှာပဲခေါင်းငုံပြီးဖုန်းပဲသုံးနေတာသူအရှိဘက်ပြန်လှည့်လာအောင်သူ့မျက်နှာကျွန်တော်လုံးဝမကြည့်မိဘူးကျွန်တော်လည်းမသိသလိုပဲဖုန်းသုံးပြီးပဲနေလိုက်တော့တယ်အဲ့ဒါနဲ့ကျွန်တော်အလော်6လော်ရောက်တော့ကျွန်တော်တယ်လီကားထဲထောက်လိုက်တယ်အဲ့ချိန်မှာကျွန်တော်မသိစေရဘာဖြစ်လို့လဲတော့မသိဘူးသူ့မျက်နှာကိုတော်တော်လေးမြင်နေသွားတာတယ်လီကားထွက်တဲ့အပေါက်တက်တဲ့မှာမှန်တစ်ချက်တော့ရှိတယ်အဲ့မှန်ကနေကြည့်တဲ့ခါကျလို့ရှိရင်တယ်လီကားတွေကိုအကုန်မြင်ရတယ်ဆိုတော့ကျွန်တော်လည်းအဲ့မှန်နေပြီးတော့ထွက်ချင်းကြည့်လိုက်တော့တယ်လီကားထဲမှာဘာမှရှိမနေဘူးဘယ်သူမှလည်းရှိမနေဘူးအဲ့ဒါကျွန်တော်လည်းဘာလဲဟာဆိုပြီးနောက်ပြန်လှည့်ကြည့်လိုက်တော့တယ်ဘယ်သူမှမရှိမနေတာအဲ့တော့ကျွန်တော်စိတ်ထဲသိလိုက်တာဒါတရေပဲဆိုကျွန်တော်အခန်းထဲကိုတန်းပြေးတော့တာပဲအခန်းထဲရောက်ချင်းမှာကျွန်တော်တကားကိုသေချာလောချလိုက်တယ်တကားကနေအပေါက်သေးသေးလေးကနေကျွန်တော်အပြင်ဘက်ကိုကြည့်လိုက်တယ်ကျွန်တော်နောက်လိုက်များလိုက်လာမလားပေါ့အဲ့ဒါကြည့်လိုက်တော့ကျွန်တော်ဘယ်သူမှလည်းရှိမနေဘူးဆိုတော့ကျွန်တော်တဲတဲ့ဟိုတယ်မှာဘာဖြစ်နေရလဲဆိုကျွန်တော်တွေးနေရတယ်အဲ့ဒါနဲ့ကျွန်တော်ကမှလည်းကျွန်တော်ဖုန်းဆက်ပြီးဖြစ်ပျက်တာတွေပြောပြတာပေါ့မနေ့ကျရင် reception မှာ CD record သွားကြည့်ရင်ကောင်းမလားဘာလားတော့ကျွန်တော်မေးတာပေါ့သူကလည်းတောင်းကြည့်ရင်တောင်းကြည့်လိုက်ဖို့ဆိုပြီးတော့ပြောတယ်ပေါ့ဒါပေမဲ့ကျွန်တော်ပြန်စဉ်းစားတာ CCTV record ကြည့်လိုက်လို့တက်လီကားထဲမှာဘယ်သူမှပါမလာခဲ့ဘူးဆိုရင်ကျွန်တော်နောက်နေ့အဲ့တက်လီကားကိုတရားပေါက်စီးရမှာမဟုတ်တော့ကျွန်တော်လည်းနောက်ထပ်ရက်တွေစနေရအောင်မှာဆိုတော့ဒီတိုင်းပဲထားခဲ့လိုက်တော့တယ်အခုနားထောင်နေတဲ့ခင်ဗျားတို့ကဒီလိုမျိုးဖြစ်ကြုံမှုကြလားဟိုတယ်မှာဖြစ်တခြားနေရာမှာဖြစ်ပေါ့ကြုံမှုရဲ့လူရှိရင်လည်း comment ထဲမှာဖြစ်တဲ့ messenger မှာဖြစ်ကျွန်တော်ပေးပို့နိုင်ပါတယ်ကျေးဇူးတင်ပါတယ်